ဒီနေ့တမချန်းစာရွတ်ဆိုပြိုင်ပွဲတမချန်းဒါနေ့ဂုဏ်ပြုခြင်းအပြင်ကျမတို့ဒီနေ့ဝပြုကူးကွယ်ခြင်းကိုပြုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်အစာဥစွာပေါ့နော်ကျမတို့အဖွင့်ဆုတောင်းခြင်းအပြင်ပြုလုပ်သွားမှာဖြစ်ပါတယ်ဆုတောင်းကြပါစို့ကောင်းကင်ဘုံ၌ရှင်မသောဥပါကိုရဲ့ကြီးတော်ကိုချီးမွမ်းနေကိုရောရဲ့ကြီးတော်ကြောင့်သာသမီတို့သည်ဒီနေ့ပြီးဒီနေ့ကောင်းမွန်စွာသွားလာလှူရှားသောခွင့်နေထိုင်ရသောခွင့်စားသောက်ရသောခွင့်ကိုဖျာရှင်ပေးတဲ့အတွက်ကြီးတော်ချီးမွမ်းပါတယ်ဒီနေ့ TCWF ရဲ့တမန်ကျမ်းစာနေ့ကိုဂုဏ်ပြုခြင်းအားဖြင့်တမန်ကျမ်းစာရွတ်ဆိုပြိုင်ပွဲနဲ့အတူစကားဆုတောင်းခြင်းအစီအစဉ်ကိုပြုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်ဖျာရှင်သာသမီတို့ဤဝပြုကိုယ်ွယ်ခြင်းလည်းမှာကိုရောပါရှိတော်မူပါသာသမီတို့ကိုရောထံသို့လာသောအခါမှာအပြစ်များစွာရှိတယ်ထို့အပြစ်တို့ကိုကိုရောခွင့်လွှတ်သနာတော်မူ၍သာသမီတို့ကိုရှိသည့်အတိုင်းလက်ခံတော်မူပါဟောပါဒီဝပြုကိုယ်ွယ်ခြင်းမှာဂျာနာမီနုကပတ်တော်သည်လေသာသမီတို့အတွက်ဝိညာဉ်ခွန်အားရရှိစေနိုင်ဖို့ရန်မှာစားတော်မူပါဟောပါဆုတောင်းချက်အလုံးစုံကိုလည်းကိုရောဒီနာညောင်းဖြစ်စေပေးသနာတော်မူပါဂုဏ်တော်ချီးမွမ်းခြင်းဒီလေကိုရောနှစ်သက်သောအရာဖြစ်စေနိုင်ဖို့ရမှာစားတော်မှာဒီနေ့ဝတ်ပြုခြင်းအစားအလည်ဆုံးတိုင်အောင်ကိုရောပါရှိကောင်းကြီးပေးမိကြောင်းဘာသောသခင်ယေရှုခရစ်တော်နာမတော်ကိုအမိပြုဆုတောင်းသနာခံပါ၏အိုဖာအာမင်ခုချိန်မှာတော့ကျမတို့ပရိသတ်အတူတူပါတခြင်းတည်ဆိုဖို့ရအတွက်ဓမ္မသခြင်းနံပါတ်ကျမတို့ဝေထားတဲ့စာအုပ်ထဲကဓမ္မခြင်းနံပါတ်28ဓမ္မခြင်းနံပါတ်28စာအုပ်ထဲမှာကျတော့235စာအုပ်ထဲမှာကျတော့235တွေ့ရှိတဲ့အခါမှာကျမတို့အတူတူကဒီဆိုချီးမွမ်းကြမှာဖြစ်ပါတယ်
အခုချိန်မှာတော့ကျမတို့ကိုမိန့်ခွန်းပြောကြားပေးမှာကတော့ TCWF ရဲ့ဥက္ကဋ္ဌကနေပြီးမှမိန့်ခွန်းပြောကြားပေးမှာဖြစ်ပါတယ်ရှေးဥစွာလာရောက်ဝတ်ပြုကိုးကွယ်တဲ့သူအလုံးလာရောက်ပြီးတော့ဘုရားဝတ်မှမွေးလျော်တဲ့လူအလုံးဆက်ကပ်တဲ့သူအလုံးကိုမင်္ဂလာပါရှင်လို့နှုတ်ခွန်းဆက်တာအပ်ပါတယ်မင်္ဂလာပါကျွန်မကျေးဇူးတင်စကားကိုအရင်ပြောမယ်ဖြစ်ပါတယ်ရှေးဥစွာအရာခတ်သိမ်းအလုံးစုံကိုကျမတို့မိသားစုတွေအတွက်ကျမတို့နဲ့ဆက်နွယ်လက်ရှိတဲ့သူတွေအတွက်ကျမတို့ရဲ့ကျေးဇူးတော်ခွက်ဖလားတွေကိုရှမ်းစွာပေးသနာတော်မူတဲ့ကျမတို့ကိုအသက်အားဖြင့်လဲကျမတို့ကိုအသက်ရှင်ခွင့်ပေးတယ်လွတ်လပ်စွာနဲ့ကျမတို့အခုလို TCWF ဘုပြုကိုးကွယ်ခြင်းတန်တမကျန်းစာရွတ်ပြိုင်ပွဲတစ်နှစ်တစ်ချိန်ပြုလုပ်ရတဲ့အခွင့်ကိုပေးတဲ့ဖခင်ရှင်ရဲ့ကျေးဇူးတော်အနန္တဂုဏ်တော်အပေါင်းကိုချီးမွမ်းမိပါတယ်ထို့နည်းအတူပဲမလာမရောက်နိုင်သောသူများလည်းအချို့များစွာရှိပါလိမ့်မယ်အမျိုးသမီးအသင်းဆိုတော့အမျိုးသမီးပေါ့နော်တောင်ငူမြို့ပေါ်မှာရှိတဲ့တောင်ငူမြို့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့အမျိုးသမီးတွေများစွာရှိပေမဲ့လည်းအကြောင်းမျိုးမျိုးကြောင့်မလာမရောက်နိုင်တဲ့သူတွေလည်းများစွာရှိပါလိမ့်မယ်သူတို့အတွက်လည်းတတိယဖို့အတွက်ဖြစ်ပါတယ်ဒီလောက်တောင်မှအခုခေတ်ကာလကြီးမှာအင်မတန်မှပင်စိတ်မသက်မသာညှိတွားရတယ်မျက်ရည်ကျဝန်းနေကြည်ကွယ်ရတယ်ပူဆွေးတော့ကရောက်ကြရတယ်ဒုက္ခဆင်းရဲအမျိုးမျိုးကြုံတွေ့ကြရတယ်ပင်ပန်းနွမ်းနယ်လှပြီးတော့အင်မတန်မှပဲအနိဋ္ဌာယုံများပြားလှတဲ့ဒီခေတ်ကာလကြီးအချိန်အခါမှာကျမတို့ဖြတ်တန်းနေရပါတယ်ဒါပေမဲ့လည်းအခုကျမတို့ဒီမနေ့မှာများစွာသောအသင်းတော်များကနေပြီးတော့လာရောက်ပြီးတော့ဝတ်ပြုကိုးကွယ်တာကိုတွေ့ရတဲ့အတွက်ကြောင့်ပေါ့နော်အထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ကျမတို့နှစ်စဉ်နဲ့အမျှကျမတို့တမန်ကျမ်းစာပြိုင်ပွဲကိုပြုလုပ်နေကြဖြစ်ပါတယ်ဒီနှစ်မှာလည်းကျမတို့ကိုအဖသိက္ခာတော်ရဆရာလောလာကနေပြီးတော့ကျမတို့ကိုသူ့ရဲ့ဗိမာန်တော်ထဲမှာခွင့်ပြုတဲ့အတွက်ကြောင့်လုပ်ဖို့အတွက်ပေါ့နော်တမန်ကျမ်းစာပြိုင်ပွဲလုပ်ဖို့အတွက်ကျမတို့ရေးဆွဲတဲ့အခါမှာကျမတို့ကိုသူလက်ခံပေးတဲ့အတွက်ကြောင့်သူ့ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်သူနဲ့တကွပေါ့နော်အတူတကွလှုပ်ဖို့ဆောင်ဖက်တိုးတိန်များအမှုတော်ဆောင်များဓမ္မအမှုတော်ဆောင်များဧဝံဂေလိဆရာဆရာမများသာသနာအမှုကိုပြုတဲ့သူအငယ်ဆုံးတယောက်မှအကြီးဆုံးတယောက်တိုင်အောင်နဲ့တူတကွအိမ်ထောင်မိသားစုပေါ့ဒီအသင်းတော်ရဲ့မိသားစုအိမ်ထောင်ဒီအတီးတီပေါင်းဖက်အိမ်ထောင်အတင်းသားစစ်အိမ်ထောင်နဲ့ဧည့်သည်အခန္ဓုတွေများစွာရှိတယ်ဆိုတာတွေ့ရသိရတယ်ဘာဖြစ်လဲဆိုရင်စစ်ဆောင်ရတဲ့အတွက်ကြောင့်လာရောက်တဲခိုမိခိုနေထိုင်တဲ့လူတွေလည်းများစွာရှိတယ်ဆိုတာကိုသိရတဲ့အတွက်ကြောင့်အဲ့ဒီအိမ်ထောင်တိုင်းကိုလည်းကျမတို့ကျေးဇူးတင်ပါတယ်သူတို့အတွက်တတိယဆက်ကဆူတောင်းပေးဖို့ရန်အတွက်ကျမတို့အမျိုးသမီးတွေမှာများစွာလူအပ်ပါသေးတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်ထိုနည်းအတူကျမတို့သမာကျမ်းစာပြိုင်ပွဲလုပ်ပြီးဆိုတဲ့အခါမှာပြိုင်ပွဲဝင်တဲ့လူမရှိရင်လည်းဘလို့မှကျမတို့အောင်မြင်နိုင်မှာမဟုတ်ဘူးဒါကြောင့်ပြိုင်ပွဲဝင်တဲ့လူတွေအခု12ဖွဲ့ရှိတယ်လို့ကျမသိရတဲ့အတွက်ကြောင့် TCWF ကိုစားကျမကနေပြီးတော့အထူးပဲကျေးဇူးတင်တယ်သူတို့12ဖွဲ့စလုံးကိုကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်ထိုနည်းအတူပြိုင်ပွဲမဝင်တော့လဲလာရောက်ဝတ်ပြုကိုးကွယ်တဲ့ဓမ္မမိတ်ဆွေအငယ်ဆုံးတယောက်မှအကြီးဆုံးတယောက်တိုင်အောင်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လာရောက်တဲ့အသင်းတော်အသီးအသင်းတော်များစွာကိုတွေ့ရတယ်ဒီနောက်ပိုင်းမှာကျမတို့အစလုံးကပေါ့နော်ကျမတို့ရဲ့မျိုးဆက်တစ်ဆက်ပြီးတစ်ဆက်ကျမတို့သွားတဲ့အခါမှာအစတုန်းကနဲတယ်အမျိုးသမီးတွေကဒီလိုအသင်းတွေကတောင်ငူမြို့ပေါ်မှာတောင်ငူနဲ့ပတ်ဝန်းကျင်နဲ့တောင်ငူပေါ့နော်တောင်ငူအသင်းတော်များကောင်စီလို့ပဲခေါ်တယ်ပေါ့နော်ဆိုတော့တောင်ငူအသင်းတော်များကောင်စီမှာ30ကျော်ရှိတယ်ဒါပေမဲ့အမျိုးသမီးတွေနေတာကိုကျမတို့တွေ့ရတယ်အခုနောက်ပိုင်းမှာအင်မတန်မှပင်များပြားလာတဲ့အတွက်ကြောင့်ကျမအနေနဲ့လည်းအထူးပဲ TCWF ကိုစားအထူးပဲကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်အထူးသဖြင့်တာဝန်ယူဆောင်ရွက်တဲ့
တရားပလင်တော်မြတ်မှာဆိုင်ရာပုဂ္ဂိုလ်ကြီးတွေကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်သူတို့ကပဲတာဝန်ယူဆောင်ရွက်မယ်ဒီဝတ်ပြုကိုယ်ကွယ်ပိုင်းမှာပေါ့နော်ဝတ်ပြုကိုယ်ကွယ်ပိုင်းမှာသူတို့ပဲတာဝန်ယူဆောင်ရွက်မယ်သူတို့ပဲဒိုင်အနေနဲ့ဆောင်ရွက်ကြမယ်ဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုလည်းအထူးပဲကျွန်မအနေနဲ့ကျေးဇူးတင်ချောင်းပြောကြားလိုပါတယ်ဒီလဟာသမကျမ်းစာတော်များလဖြစ်တဲ့အတွက်ကြောင့်ကျွန်မစကားနည်းနည်းရှည်သွားရင်တော့ကျေးဇူးပြုပြီးတော့လက်ခံပါကျမတို့ကမင်္ဂလာ၈ပါးကိုပြိုင်မယ်ဖြစ်ပါတယ်မင်္ဂလာ၈ပါးကရင်လိုတော့ကျမဆရာမတွေကိုမေးရတာဆိုဟောထီလို့ပြောပါတယ်ဟောပေါ်ကျမတို့ကတော့ဗမာလိုပဲကျမသုံးတာများမင်္ဂလာ၈ပါးကျမတို့ကိုရွေးချယ်ပေးတာကျမတို့ရဲ့မိခင်ကြီးဘုံတော်ဝင်စားမနေ့တနေ့တော့ဘုံတော်ဝင်စားသွားတဲ့ကျမတို့မိခင်ကြီးတိတ်ခါတော်ရဆရာမကြီးတော်ချဲနေကနေပြီးတော့ကျမတို့ကိုရွေးချယ်ထားပေးဖြစ်တယ်သူအခုလိုတွေ့ရင်သူဘလောက်ဝမ်းမြောက်မလဲဆိုတာကိုလည်းကျမတို့သိရပါတယ်အခုသူကောင်းကင်ဘဝနေပြီးတော့သူကျမတို့ပြိုင်ပွဲဝင်တာကိုလည်းသူကြည့်ရှုနေမယ်ဆိုတဲ့အကြောင်းပေါ့နော်ကျမတို့ဘလောက်ဝမ်းမြောက်ပွဲကောင်းတယ်ဆိုတာသူကနေရွေးချယ်ထားပြီးဖြစ်ပါတယ်ပေါ့နော်ကျမတို့ဟောစားစီဝေးတဲ့အခါမှာသူကဒါကိုရွေးချယ်ထားခြင်းဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်ကျမရဲ့ကိုယ်တွေ့တစ်ခုရှိတယ်ကျမအသက်ငယ်တုန်းကအဲ့ဒီတုန်းကကျမအိမ်တောင်ကြားစပဲရှိသေးတယ်ခရီးတစ်ခုထွက်တယ်မြစ်ထားနဲ့ထွက်တဲ့အခါမှာကျမရဲ့ဘေးနားမှာဆရာတပါးအသက်ကြီးပြီးသူထိုင်နေတယ်ထိုင်နေတဲ့အခါမှာသူကကျမ်းစာဖတ်နေတယ်ကျမ်းစာဖတ်နေတော့ကျမကကျမ်းစာဖတ်တာလားဟုတ်တယ်တဲ့ကျမ်းစာဖတ်တယ်တဲ့ကျွန်တော်ကျမ်းစာဖတ်တာအခေါက်100ရှိသွားပြီတဲ့သူကျမကိုပြောတယ်အဲ့ဒါကတော့ SDA ကဆရာဦးမိုးဆက်ဖြစ်ပါတယ်ဘုံတော်ဝင်စားသွားပါပြီဆရာဦးမိုးဆက်ကိုတိုင်းဟာအဲ့ဒီကျမမေးတဲ့အချိန်မှာကျမတခါမပြီးသေးတဲ့အချိန်မှာကျမကျမ်းစာတော်မြတ်နဲ့ပတ်သက်ပြီးတော့ကျမစိတ်ဝင်စားသေးတဲ့အခါမှာဖတ်သေးတဲ့အခါမှာသူကအခေါက်100တောင်ပြီးနေပြီလို့သူပြောတယ်ဆိုတော့သူဘုံတော်ဝင်စားသွားတဲ့အချိန်အခါမှာဆိုသူဘလောက်များပြီးမလဲဆိုတာကျမတို့ခံမှန်းယူလို့ရပါတယ်သူအင်မတန်မှပင်အတူယူပိုကောင်းတဲ့ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ် SDA ကတော့သူ့ကိုအားလုံးသိမယ်ကျမလည်းသိပါတယ်ကျမတို့ယောရှုမှတ်စာအခန်းကြီး1အငယ်8မှာကျမတို့ရဲ့ထာဝရဘုရားခင်ကကျမတို့ကိုဘလို့မှားထားလဲဆိုကျမ်းစာကိုမဖတ်မရွတ်ပဲမနေရဘူးတဲ့နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်ပြုရမယ်တဲ့နေ့ရောဖတ်ရမယ်ညလည်းဖတ်ရမယ်မပြတ်အစင်မပြတ်ကျမတို့အားသမျှမှာအားတဲ့အချိန်ရှိတိုင်းမှာကျမတို့တမန်ကျမ်းစာကိုဖတ်ရမယ်လို့ကျမတို့ကိုယောရှုမှတ်စာအခန်းကြီး1အငယ်8မှာကျမတို့ကိုဖော်ပြထားပါတယ်ဒီမှာလာရောက်ဝတ်ပြုကိုးကွယ်တဲ့သူအားလုံးလဲဖတ်ကြားမယ်လို့ကျမအနေနဲ့ TCWF ကိုစားကျမမျှော်လင့်ပါတယ်အားလုံးပေါ့နော်ကောင်းကြီးမင်္ဂလာများခံစားကြရမယ်ကျမတို့ဖတ်ရှုယုံနဲ့မပြီးဘူးကျမတို့လိုက်လျှောက်ရမယ်ဒီသမကျမ်းစာတော်များကိုကျမတို့လိုက်လျှောက်ရမယ်ဘာဖြစ်လို့လိုက်လျှောက်ရမလဲဆိုတော့116ခုမြောက်ဆာလံအခန်းငယ်105မှာကျမတို့ကိုဖော်ပြထားတယ်ဘာဖြစ်လို့ကျမတို့လိုက်လျှောက်ရမလဲဆိုရင်နှုတ်ကပတ်တော်သည်ကျွန်ုပ်ဤခြေရှိမှမိခွက်ဖြစ်၍ကျွန်ုပ်လမ်းခီးကိုလင်းစေပါတယ်တဲ့ကျမတို့ရဲ့လမ်းလူတိုင်းလမ်းသွားရတယ်အခုလာတာလဲကျမတို့လမ်းသွားရတယ်အိမ်ထဲမှာလဲလမ်းလျှောက်နေရတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျမတို့ကလမ်းလျှောက်နေရတဲ့လူတွေကြီးပဲဒါကြောင့်ကျမတို့ရဲ့လမ်းခီးကိုဖြောင့်ဖြူးစေမယ်ဆိုတာဖြောင့်ဖြူးစေမယ်ကျမတို့ရဲ့လမ်းခီးကိုလင်းစေမယ်အောင်မြင်စေမယ်ဖြစ်ထွန်းစေမယ်များပြားစွာသောအရာများကိုကျမတို့ကိုပေးနိုင်တာနှုတ်ကပတ်တော်ပဲဖြစ်ပါတယ်ကျမတို့ကနှုတ်ကပတ်တော်ဖတ်ဖို့အတွက်ဘုရားရှင်ကကျမတို့ကိုသွန်သင်ထားပါတယ်ကျမတို့နှုတ်ကပတ်တော်ဖတ်ဖို့ရမပြင်းဖို့အတွက်အထူးပဲကျမအနေနဲ့ပေါ့နော်တိုက်တွန်းနှိုးဆော်လိုပါတယ်မိခင်များအမျိုးသမီးများဟာအင်မတန်မှပင်အလုပ်များပြားလှပါတယ်သိပါတယ်အလုပ်များပြားတာဒါပေမဲ့အလုပ်ကလေးအားပြီဆိုရင်ဘယ်နေရာမှာငါတမန်ကျမ်းစာဖတ်ပြီးပြီလေနည်းနည်းလေး cross လုပ်ထား right ချစ်ထားပြီးတော့ငါဆက်ဖတ်မယ်ပေါ့နော်
တစ်နှစ်မှာငါတမချမ်းစာဖတ်တာပဲနှစ်ချိန်ပြီးတယ်ပေါ့ဆိုပြီးတော့အဲ့ဒီမှာဖတ်အဲ့ဒီမှာခွန်အားယူလို့ရတဲ့အပိုက်လေးတွေကိုစာအုပ်လေးထဲမှာရေးထားစသဖြင့်ပေါ့အမျိုးမျိုးပေါ့နော်ကျမကမိချောင်းမင်းရေခင်းပြတာတော့မဟုတ်ဘူးပေါ့နော်မိချောင်းကရေခင်းပြစရာမလိုဘူးရေထဲမှာကျွမ်းကျင်ပြီးသားအခုလာတဲ့လူတွေလည်းကျွမ်းကျင်ပြီးသားတမချမ်းစာနဲ့ကျွမ်းကျင်ပြီးသားဆိုတော့တမချမ်းစာကိုနေညမပြတ်အစင်မပြတ်ပေါ့ဘောကတော့တန်ခွင်းဆက်အစင်မပြတ်နေ့တခါတည်းအချိန်ရှိသလောက်ကျမတို့ဖတ်ကြားရမယ်လို့ဖော်ပြထားပါတယ်ဘာဖြစ်လို့လဲဆိုရင်ကျမတို့ရဲ့လမ်းခရီးကိုဖြောင့်ဖြူးစေမယ်ကျမတို့အမျိုးသမီးတွေအမြဲပဲလမ်းခရီးရှောက်ရတယ်ကျမတို့ရဲ့အိမ်တောင်မှာကျမတို့ပြောမယ်ဆိုရင်အမျိုးသားတွေကငွေရှာယုံပဲကျမတို့ကိုအသက်မွေးဝမ်းကြောင်းမှုပြုပေးယုံပဲဒါပေမဲ့ကျမတို့ကတော့အလောက်ကန်ဆောင်ရွက်ရတဲ့အတွက်ကြောင့်မိကွက်ဖြစ်တဲ့အတွက်ကြောင့်ကျမတို့ဟာအဲ့ဒီနှုတ်ကပတ်တော်ကိုအမြဲဖတ်ရှုရမယ်လို့ကျမတို့ကိုသွန်သင်ဆုံးမထားပါတယ်အားလုံးဖတ်ကြားမယ်လို့လေကျမအနေနဲ့ TCWF ကိုစားကျမအနေနဲ့ယုံကြည်ပါတယ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကြေညာစရာများအနည်းငယ်ရှိပါတယ်ကျမတို့17လပိုင်းမှာကျမတို့စုဘုံတွေကိုပြန်ကောက်မယ်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့12လပိုင်းမှာကျမတို့ကိုပကူဝေတော်ဆ iam ကထူးထူးခြားခြားကျမတို့ကိုဖိတ်တယ်ငါ့ကိုပေးရမယ်တဲ့အဲ့ဒီဒီဇင်ဘာလခရစ်စမတ်ဆိုပြီးတော့ကျမတို့ကိုသူတောင်းတယ်ကျမတို့ကသူ့အသင်းတော်မှာသွားပြီးတော့ကူဝေတော်ဆ iam ဖဲဆေးဆ iam ကြီးတော်ဖဲဆေးရဲ့ဘုရားကျောင်းမှာကျမတို့ခရစ်စမတ်သွားလုပ်မယ်အဲ့ဒီမှာကျမတို့ကအဲ့ဒီမှာကျမတို့စုဘုံတွေကိုဆက်ကပ်မယ်ကောက်ခံရရှိတဲ့အရာအားလုံးပေါ့နော်17လပိုင်းမှာကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ငွေဒိန်းစီကိုပို့ပေးဖို့အတွက်ကျမအထူးမေတ္တာရက်ခံအပ်ပါတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်နောက်တစ်ခုကတော့နှစ်စင်ကြီးကျမတို့နှစ်စင်ကြီးတွေတိုးကောက်ထားတယ်နှစ်စင်ကြီးတွေတိုးကောက်ထားတဲ့အခါမှာကျမတို့စီဝေးမှာဆုံးဖြတ်ချက်အရာတိုးကောက်တယ်ပေါ့နော်တိုးပြီးတော့ကောက်ထားတယ်ဘာဖြစ်လဲဆိုကျမတို့မှာဘာချက်မရှိဘူးကျမတို့မှာဒီအသင်းတော်ကရတဲ့ငွေကြေးလေးတွေနဲ့အလှူငွေလေးတွေနဲ့ဒါလေးတွေနဲ့ပဲဆိုတော့ကျမတို့ကတိုးပြီးတော့နည်းနည်းထပ်ကောက်ထားတယ်တအားတော့မများပါဘူးပေါ့4000ပေးရတဲ့လူ9000ဖြစ်သွားတယ်စသဖြင့်3000ဖြစ်တဲ့လူ4000ဖြစ်သွားစသဖြင့်နည်းနည်းလေးထပ်တိုးပြီးတော့ကောက်ခြင်းထားခြင်းဖြစ်တယ်နှစ်စင်ကြီးနဲ့စုဘုံနဲ့မတူဘူးစုဘုံကစုဘူးကျမတို့သက်ပေးထားတယ်နှစ်စင်ကြီးကတစ်နှစ်မှာတစ်ချိန်ပေးရမယ်အဲ့ဒီနှစ်စင်ကြီးမပေးရသေးတဲ့သူတွေလည်းကျမတို့ရဲ့ငွေဒိန်းဆ iam ကြီးဒေါ်ကယ်ရိုလိုင်းကိုပေးနိုင်ပါတယ်မဟုတ်ရင်ကျမတို့ရဲ့အတွင်းရေးမှူးဆ iam အဝါဖောကိုလည်းပေးနိုင်ပါတယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်ပြီးတော့နောက်တစ်ခုကတော့ပယုတ်စီကျမတို့ပယုတ်စီကိုရောင်းနေပါတယ်ကျမတို့ TCWF ကနေပြီးတော့ပေါ့နော်ပယုတ်စီတွေကိုဖော်ဆက်ပြီးတော့နိပညာအရာဖော်ဆက်ပြီးတော့ကျမတို့ရဲ့အတွင်းရေးမှူးကရောင်းပါတယ်ပယုတ်စီ25ဘူးတသင်းကို25ဘူးယူသွားပေးပြီးတော့ယေရှုပြုပြီးတော့ပယုတ်စီကိုကျမတို့ကိုရောင်းပေးဖို့ရန်အတွက်လည်းမေတ္တာရက်ခံအပ်ပါတယ်ကျမတို့နောက်တစ်လအတွက်ကျမတို့ကြေညာခြင်းပါတယ်စက်တင်ဘာလ18ရက်6လ2025စက်တင်ဘာလ18ရက်6လပိုင်း2025နာနဲ့9နာရီကြာသာပတိနေ့မှာကျမတို့ဘေသနိတောင်နည်းနည်းတော့လမ်းကတော့တိတ်ပြီးမဖြောင့်ဖြူးတော့ဟိုကြားဒီကြားဝင်ရတယ်ပေါ့နော်ဘေသနိတောင်ကိုဆ iam ကြီးကလည်းတိတ်ခါတော်ရဆ iam ကြီးလည်းလာပါတယ်အဲ့ဒါသူ့ရဲ့ဘုရားကျောင်းမှာကျမတို့သွားပြီးတော့ဝတ်ပြုကိုးကွယ်မယ်ကျမတို့ရဲ့အမျိုးသမီးမိတ္တဟာယအဖွဲ့ကနေပြီးတော့အဲ့ဒီဗိမာန်တော်မှာသွားပြီးတော့ဝတ်ပြုကိုးကွယ်မယ်ဆိုတဲ့အကြောင်းပြောကြားလိုပါတယ်ဦးဆောင်မဲ့အသင်းတော်ကဗတ္တိဇံရှင်ယောဟန်ကနေပြီးတော့ဦးဆောင်ပေးရမယ်ဖြစ်ပါတယ်အဲ့ဒီအသင်းတော်ကတော့ကျမတို့ကိုလက်ခံမယ်ဗိမာန်တော်လက်ခံမယ်ဒီမှာဝတ်ပြုမယ်ဦးဆောင်ပေးမှာကတော့ဗတ္တိဇံရှင်ယောဟန်အသင်းတော်ကနေပြီးတော့ဦးဆောင်ဦးရွက်ပြုပေးမယ်ဆိုတဲ့အကြောင်းကြေညာအပ်ပါတယ်ကျမရဲ့အတွင်းရေးမှူးကြေညာစရာရှိသေးရင်လည်းကျေးဇူးပြုပြီးတော့လာကြေညာပါကျေးဇူးအားလုံးကိုကျေးဇူးတင်ပါတယ်
မိကုံပြောကြပေးတော့ GCWF ရဲ့ဥက္ကဋ္ဌဖြစ်တဲ့ဆရာမချင်းရီကိုသူပဲကျေးဇူးတင်ပါတယ်အခုချိန်မှာဒေသနာဟောကြားမဲ့ဆရာမရွေးချယ်ထားတဲ့ကျမ်းပိုက်နှစ်ပိုက်ကိုဖတ်မှာဖြစ်ပါတယ်119ခုမြောက်သောဆာလာပိုင်းငယ်တဲ့105နှုတ်ကပတ်တော်သည်အကျွန်ုပ်ခြေရှိမှမိခွက်ဖြစ်၍အကျွန်ုပ်လမ်းခီးကိုလင်းစေပါ၏နှုတ်ကပတ်တော်သည်အကျွန်ုပ်ခြေရှိမှမိခွက်ဖြစ်၍အကျွန်ုပ်လမ်းခီးကိုလင်းစေပါ၏ဒုတိယတစ်ပိုက်ကတော့တိမောသေဩဝါဒစာဒုတိယဆောင်ခန်းကြီး3ခန်းငယ်16မှ19ထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ဘုရားသခင်ဤလူသည်စုံလင်သောသူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုခြင်းအလုံးငါပြင်ဆင်တော်သူဖြစ်မည်အကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏ခုချိန်မှာတော့ကျမတို့ခွန်အားရရှိဖို့ရန်အတွက်ဒေသနာတော်ဟောကြားပေးမှာကတော့ဆရာမဟောလူလူဖြစ်ပါတယ်ဆရာမကိုအချိန်ပေးပါတယ်အားလုံးပဲမင်္ဂလာပါဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်နော်နောက်တစ်ဖန်သမကျမ်းစာနည်းများကိုကျမတို့နော်ကြုံဆုံရတဲ့အခွင့်ကျင်းပရတဲ့အခွင့်ကိုရတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျမတို့သမကျမ်းစာနော်အထူးအစီအစဉ်ဖြစ်တဲ့အတိုင်းပဲနော်နှုတ်ကပတ်တော်သမကျမ်းစာဆိုတဲ့ခေါင်းစဉ်အပြင်ကျမဝေငှသွားမှာဖြစ်ပါတယ်ပထမဆုံးအချက်အနေနဲ့သမကျမ်းစာနဲ့ပတ်သက်ပြီးတော့နော်ပညာရှိတွေလူတွေနော်မိမိတို့ခံစားရတဲ့အတိုင်းပေါ့နော်သူတို့တွေပြောတဲ့စကားတွေကိုဒီမှာဖော်ပြမှာဖြစ်ပါတယ်ပထမချက်ကတော့ဖုန်တက်နေတဲ့သမကျမ်းစာကိုတဲ့စာတန်လုံးဝမကြောက်ဘူးတဲ့ကျမတို့ရဲ့သမကျမ်းစာဖုန်တက်နေလားဒုတိယချက်ကတော့စာတန်အကြောက်ဆုံးသောအရာကလူတွေသမကျမ်းစာဖတ်မှာကိုပါပဲနော်ကျမတို့တွေနော်စာတန်ကိုကြောက်အောင်လုပ်ပြီလားနော်တတိယအချက်ကတော့သမကျမ်းစာတအုပ်သေးတာရင်သင်ရဲ့ဘဝအသက်တာကိုတည်တည်ချာသိရမှာဖြစ်ပါတယ်ငါဘယ်ကလာတယ်လဲငါဒီမှာဘာလို့နေရတာလဲငါဘယ်ကိုသွားရမှာလဲဒီမိကွန်းရဲ့စိတ်ကျေနပ်ဖွယ်ရာအဖြစ်တွေကိုတမန်ကျမ်းစာမှာပဲတွေ့ရမှာဖြစ်ပါတယ်တမန်ကျမ်းစာမှာဒါကျမတို့လိုချင်တဲ့အဖြစ်အလုံးရှိပါတယ်နောက်တစ်ချက်အနေနဲ့ကျမတို့ရဲ့အသက်တာလမ်းခရီးကိုအကောင်းဆုံးလမ်းပြမယ်နော်အရာကတော့တမန်ကျမ်းစာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့စာအုပ်များစွာကကျမတို့ကိုသတင်းစကားများစွာပညာများစွာပေးမှဖြစ်ပေမဲ့လေတမန်ကျမ်းစာသာရင်အသက်တာရဲ့ပြောင်းလဲမှုကိုပေးနိုင်ပါတယ်နောက်တစ်ချက်ကတော့အပြစ်ကကျမတို့ကိုတမန်ကျမ်းစာနဲ့ဝေးကွာစေမှာဖြစ်တယ်အဲ့ဒီအတိုင်းပဲတမန်ကျမ်းစာကကျမတို့ကိုအပြစ်နဲ့ဝေးကွာစေမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့လောကမှာအရေးကြီးဆုံးသောစကားကတော့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပြီးတော့နှုတ်ကပတ်တော်ကိုတမန်ကျမ်းစာမှာပဲဖတ်ရှုနိုင်မှာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့တမန်ကျမ်းစာဟာနော်တမန်ကျမ်းစာဟာနော်ကျမတို့အတွက်ဘယ်လိုပါတယ်လဲပေါ့နော်ကျမ်းစာဆိုတဲ့ Bible နော်ငါးလုံးစာငါးလုံးအနေနဲ့ကျမတို့အဓိပ္ပာယ်ပေါ်မှာဖြစ်တယ်ပထမ B Book of Grace Book of Grace နော်ဂျေဇုတော်စာအုပ်ဖြစ်ပါတယ် Show us God's love for all နော်ဒီမှာကျမ်းစာကကျမတို့ကိုဖယားသခင်နော်လူတိုင်းအတွက်ဖယားသခင်ရဲ့မေတ္တာကိုဖော်ပြတယ်နော်ဒီမှာလောဝတ္ထုအခန်းကြီး14ခန်းငယ်3မှာသခင်ဖယားသည်လေဂျေဇုတရားတော်ဘက်၌တက်တက်ခံတော်မူလျက်ဓမ္မတော်တို့သည်နမိတ်လက္ခဏာအမွေသောအမှုတို့ကိုပြုနိုင်မည်အကြောင်းအခွင့်ပေးတော်မူ၏ရှင်ယောဟန်ခန်းကြီး3ခန်းငယ်16ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်ထ
ထာဝရအသက်ကိုရစေခြင်းကတရားခင်သည်မိမိ၌တပါးဒီသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ကျွန်တော်တို့သမကျမ်းစာကိုကြည့်လိုက်တဲ့အခါမှာကပ္ပဦးကျမ်းအခန်းကြီး1အခန်းငယ်1နော်ပထမဦးဆုံးနော်ဖန်ဆင်းခြင်းနဲ့အစပြုပြီးတော့ဗျာဒိတ်ကျမ်း22ခန်းငယ်21နော်နောက်ဆုံးကြားမိုက်ကလေးမှာသခင်ယေရှု၏ကျေးဇူးတော်နဲ့အဆုံးသတ်ထားပါတယ်နော် grace ကျေးဇူးတော်ဆိုတဲ့စကားကိုဓမ္မဟောင်းကျမ်းမှာအကျိန်40တွေ့ရမှာဖြစ်ပြီးတော့ဓမ္မသစ်ကျမ်းမှာတော့130ကြိမ်တွေ့ရမှာဖြစ်ပါတယ်ဓမ္မကျမ်းစာထဲမှာဖန်ဆင်းတဲ့အရာတွေအတွက်ဖခင်ရဲ့ကျေးဇူးတော်နဲ့မေတ္တာတော်တွေကိုတွေ့ရမှာဖြစ်ပါတယ်ဖခင်ရဲ့ကျေးဇူးတော်ကောင်းချီးမင်္ဂလာတွေဟာယုံကြည်သူတွေအတွက်သာမဟုတ်ဘဲနဲ့လူသားအလုံးနော်ကမ္ဘာလူသားအလုံးအတွက်ဖြစ်ပါတယ်ဒါကြောင့်သမကျမ်းစာဟာဖခင်ရဲ့မေတ္တာတော်ကိုလည်းအပြည့်အဝဖော်ပြထားပါတယ်ဒုတိယစာလုံးကတော့ I inspired နော် inspired နော်စိတ်အထက်တာလှုပ်ဆော်ပေးတဲ့စာဖြစ်တယ်နော်တမန်ကျမ်းစာကတရှင်သောဝိညာဉ်တော်အဖြစ်ရေးသားခြင်းဖြစ်တယ်နော် written by the Holy Spirit ဒါကြောင့်မလို့နော်ကျမတို့တွေတန်ဖိုးထားမှာဖြစ်တယ်လို့နော်တကယ်ပဲတန်ဖိုးရှိတဲ့ကျမ်းစာဖြစ်တယ်နှစ်တိအခန်းကြီး3အခန်းငယ်16 19မှာထိုကျမ်းစာရှိသည်များသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍ဘုရားသခင်၏လူသည်စုံလင်သောသူကောင်းသောအမှုအမျိုးမျိုးကိုပြုစုခြင်းအလို့ငါပြင်ဆင်သောသူဖြစ်မည်အကြောင်းဩဝါဒပေးခြင်းအပြစ်ကိုဖော်ပြခြင်းဖြောင့်မတ်စွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏တရှင်သောဝိညာဉ်တော်အဖြစ်ရေးသားတဲ့အတွက်တကူနဲ့ပြည့်စုံတယ်နော်တန်ရှင်းတယ်ဒါကြောင့်မို့ကျွန်တော်တို့တမန်ကျမ်းစာကိုနော်အင်္ဂလိပ်လိုဆို Holy Bible နော် Holy Bible တန်ရှင်းတဲ့တမန်ကျမ်းစာလို့ဖော်ပြတယ်အသစ်သောခွန်အားကိုပေးတယ်မျော်လင့်ခြင်းကိုတိုးပွားစေတယ်ကျမတို့ကိုခွန်အားပေးမယ်အောင်မြင်ခြင်းကိုလမ်းညွှန်မယ်စာအုပ်များစွာရှိပြီမဲ့လေတမန်ကျမ်းစာကတော့တန်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းတဲ့အတွက်ဖတ်တိုင်းမယိုးဘူးတစ်ခါဖတ်ရင်နော်အသစ်တစ်ခုကိုတွေ့တယ်နောက်တစ်ခါဖတ်ရင်ခွန်အားအသစ်ကိုရတယ်နောက်တစ်ခါထပ်ဖတ်ရင်နော်အဲ့ဒီအတိတ်ပဲအသစ်ကိုနော်ဖော်ပြချက်အသစ်ကိုတွေ့ရမှာဖြစ်တယ်ဖတ်လေဖတ်လေဖခင်ရဲ့အံ့ဩဖွယ်ရာများကိုတွေ့ရမှာဖြစ်ပါတယ်ဝိညာဉ်တော်ရေးတဲ့အတွက်နော်တန်ရှင်းတဲ့ဝိညာဉ်တော်ကိုနှလုံးသားမျက်တန်ရှင်းတဲ့ဝိညာဉ်တော်ကိုနော်နှလုံးသားမျက်စိကိုဖွင့်ပြီးတော့ပို့ပြီးတော့နားလည်ဖို့ရန်အတွက်နော်တောင်းလျှောက်ရမှာဖြစ်တယ်ဖတ်တဲ့အခါတိုင်းနော်ဆွတောင်းပြီးတော့တန်ရှင်းသောဝိညာဉ်တော်ဖခင်နော်ဒီတမန်ကျမ်းစာကိုနားလည်ဖို့ရန်အတွက်နော်ဝိညာဉ်မျက်စိဖွင့်ပေးပါလို့ကျမတို့တောင်းလျှောက်ရမှာဖြစ်ပါတယ်တတိယစာလုံးကတော့ B နော် Book of Light နော်အလင်းပေးတဲ့စာအုပ်ဖြစ်တယ်နော်ဘယ်လိုပြောလဲဆိုတော့ without it the soul is dark ဒီတမန်ကျမ်းစာဒါမဟုတ်လို့ရှိရင်ကျမတို့ရဲ့ဝိညာဉ်မှောင်မိုက်နေမှာဖြစ်တယ်ဆိုလိုတာကတမန်ကျမ်းစာကကျမတို့ရဲ့နော်နှလုံးသားကိုအလင်းပေးမယ်ကျမတို့ရဲ့ဝိညာဉ်အလင်းကိုရရှိစေမှာဖြစ်ပါတယ်119ခုမြောက်သောစာလံအပိုင်ငယ်105မှာနှုတ်ကပတ်တော်သည်အကျွန်ုပ်ခြေရှိမှမိခွက်ဖြစ်၍အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏လို့ဖော်ပြပါတယ်တက်ရှိတဲ့အားလုံးအတွက်အလင်းကအင်မတန်မှအရေးကြီးတယ်အလင်းမရှိတဲ့နေရာမှာတရိษံရောလူရောနော်အပင်တွေရောပေါ့နော်ကြာအသက်မရှင်နိုင်ပါဘူးဆိုလိုတာကနော်ဖန်ဆင်းတဲ့အရာအလုံးအလင်းကိုလိုအပ်တယ်နော်ဒီမှာစာတအုပ်ဖတ်ရတယ်နော်အဲ့ဒီထောင်တစ်ခုမှာပေါ့နော်သူတို့တကယ်ဆိုးသွားတဲ့နော်ထောင်သားတွေကိုသူတို့တွေကအမောင်ခန်းထဲမှာထားတယ်အမောင်ခန်းချင်းကလေးဖြစ်တယ်နော်ပဒီမောင်မရှိဘူးအမောင်အလင်းလဲဝင်လာလို့မရဘူးနော်အချိန်တန်တဲ့ခါမှာသူများတို့ကိုနော်အပေါက်လေးဖွင့်ပြီးတော့အစာလေးထားပေးတယ်ရေလေးထားပေးတယ်ဒါပဲ
နော်အလင်းကိုမမြင်ရဘူးနေ့ရောညရောသူတို့တွေအမောင်ပဲဖြစ်တယ်အဲ့ဒီအမောင်ခမ်းမှာထားတဲ့ပေါ့နေရတဲ့နော်အကျဉ်းသားဟာတဲ့နော်သူတို့အဲ့ဒီအမောင်ခမ်းနဲ့ထွက်လာတဲ့အခါမှာများသောအားဖြင့်နော်တချို့လူတွေကသေသွားတယ်တချို့ကယူသွတ်သွားတယ်နော်ကောက်ကောက်မုံမုံနဲ့ဒီအမောင်ခမ်းကပြန်ထွက်လာနိုင်တဲ့သူတွေမရှိဘူးဘာဖြစ်လို့လဲအလင်းကိုမရလို့အလင်းကိုမတွေ့ရလို့ဖြစ်တယ်နော်တခါတော့အမှုတော်ဆောင်တစ်ပါးကပေါ့နော်အမှုတော်ဆောင်အတွက်အမှုတော်ဆောင်တဲ့အတွက်သူဟာဖန်ခံရကြအပြင်နော်ဗာလဲအမျိုးမျိုးသောပုံမှန်တွေတက်ပြီးတော့ဆွဆွဲခြင်းခံရတဲ့အခါမှာနောက်ဆုံးသူဟာဆိုးတကယ်ပဲဆိုးတဲ့နော်အကျဉ်းသားတရားအဖြစ်နဲ့အဲ့ဒီအမောင်ခန်းထဲမှာအကျဉ်းချခံရတယ်တဲ့အဲ့ဒီခါမှာအမောင်ထဲမှာနေရပေမဲ့လည်းအဲ့လင်းကိုမတွေ့ရပါနဲ့သူ့ရဲ့စိတ်ထဲမှာပေါ့နော်သူဟာအလင်းကိုတန်းတာပေါ့နော်မြင်ရောင်တာပေါ့နော်သူအားနေခြင်းမရှိဘူးနော်အားငယ်ခြင်းမရှိဘူးဘာဖြစ်လဲဆိုတော့သူ့ရဲ့နှလုံးသားထဲမှာသူကနှုတ်ကပတ်တော်တွေကိုနော်ရွတ်ဆိုထားတယ်ကြက်မှတ်ထားတယ်အဲ့ဒီနှုတ်ကပတ်တော်တွေသူတခုပြီးတခုပြန်ပြီးတော့ဆင်ခြင်တယ်ရွတ်တယ်နော်ကျမ်းစာတော့ဖတ်လို့မရဘူးအမောင်ခန်းထဲမှာဒါပေမဲ့လည်းသူဟာနော်နှလုံးသားထဲမှာရှိတဲ့တမန်ကျမ်းစာတွေကိုတနေ့ပြီးသူဟာဆင်ခြင်တယ်အောင်မိတယ်ကဲသူခတ်မှန်းတယ်အခုချိန်ဆိုရင်နေထွက်လာပြီအော်နော်ဖျားသခင်ကတို့ကိုအလေးအောင်ပေးပြီးနေအလေးလေးပြီးဆိုပြီးတော့သူရဲ့စိတ်ထဲမှာပေါ့နော်သူရဲ့အာယုန်ထဲမှာအော်မိုးလင်းပြီပေါ့နော်လေးပြီးနော်နောက်ပြီးတော့အခုဆိုရင်ငှက်ကလေးတွေကတခါတည်းနော်ကျူးအေးကြပြီနော်အခုဆိုရင်လူတွေကသွားလာပြီးတော့အလလုံးကြပြီဆိုပြီးတော့သူ့ရဲ့နော်အာယုန်ထဲမှာသူမြင်ရောင်တယ်အလင်းကိုမြင်ရောင်တယ်အမောင်ထဲမှာနေရပေမဲ့လေအခုချိန်မှာဆိုရင်လူတွေဘာလုပ်ပြီးနော်အခုချိန်ဆိုတနင်္ဂနွေနေ့ဖြစ်လိမ့်မယ်နော်ဘာမှမရှိတာဒါပေမဲ့လေသူခတ်မှန်းပြီးတော့အခုလူတွေဖျားဦးပြကြပြီနော်ဒီချိန်မှာတော့ညအချိန်ရောက်ပြီနော်မိသားစုတွေအတူကဝတ်ပြုကြပြီနော်ပြီးအိတ်ကြတော့မယ်ငါလည်းအိတ်မဲဆိုပြီးတော့အမောင်ထဲမှာနေရပြီမဲ့လေ तू ကအမြဲတမ်းပဲအလင်းကိုတွေးတယ်နော်အပြင်မှာရှိတဲ့အရာတွေ तू ကနော်မြင်ရောင်တယ်နော်ပြီးတော့နှုတ်ကပတ်တော်သူ့ရဲ့နှလုံးသားကိုခုန်အားပေးတယ်အလင်းပေးတယ်အဲ့ဒါကြောင့်ねနော်နောက်ဆုံးသူအဲ့ဒီအမောင်ခန်းပေါ့နော်အကျဉ်းတော်အမောင်ခန်းကနေထွက်ရတဲ့အခါမှာတာမန်လူတယောက်လိုပဲနော်ခါတဲ့ဥစ္စာချိနဲ့ချင်းမရှိဘူးအားငယ်ချင်းမရှိဘူးနော်စိတ်လှုပ်ရှားခြင်းမရှိဘူးနော်ပုံမှန်လူတယောက်အတိုင်းပဲသူဟာအပြင်မှာသွားထွက်လာနိုင်ရတယ်လူတွေအံ့ဩတယ်နော်အံ့ဩတယ်ဒါပေမဲ့လည်းဒီလူတယောက်မသေးတာမယူတာဘာကြောင့်လဲသူ့ရဲ့နှလုံးသားအမြဲတမ်းအလင်းကိုမြည်လို့နော်သူ့ရဲ့အာယုံမှာဖယားရဲ့နော်နိဂင်နိခေါင်းတွေကိုမြည်လို့နော်သူတစ်ဖြင့်နှုတ်ကပတ်တော်ကိုသူ့ရဲ့နှလုံးသားထဲမှာအမြဲတမ်းတတိယလို့သူဟာနော်စားပေါ့နော်ဒီအခက်အခဲဒီဒုက္ခကြီးကိုကျော်လွန်နိုင်တယ်နော်ကျွန်တော်ရဲ့အသက်တာအမောင်ထဲမှာရှိနေပြီလို့ထွေလို့ရှိရင်နော်သမကျမ်းစာကိုမြင့်မြတ်တာဖွင့်ဖတ်လိုက်ပါကျမတို့ကိုအလင်းပေးမှာဖြစ်ပါတယ်နော် now စာလုံးတစ်လုံးကတော့ L နော် leads us guiding us how to live နော်ကျမတို့ကိုသူဟာလမ်းပြတယ်ပို့ဆောင်တယ်နော်ကျမတို့ဘယ်လိုအသက်ရှင်ရမလဲဆိုတာနှုတ်ကပတ်တော်ကနော်ပို့ဆောင်တယ်လမ်းပြတယ်119ခုမြောက်သောစာလံအပိုက်ငယ်133မှာမိန့်တော်မူချက်အစဉ်အတိုင်းအကျွန်ုပ်ခြေလမ်းတို့ကိုဖြောင့်စေတော်မူပါအကျွန်ုပ်ကိုအဘယ်မည်သောဒုစရိုက်မြအစိုးမရပါစေနှင့်ဆိုလိုတာကဒီဆာလံဆရာကနော်သူ့ရဲ့အသက်တာကိုဖယားသခင်ရဲ့နှုတ်ကပတ်တော်လမ်းပြတော်မူတဲ့အတိုင်းသူဟာရှောက်လန်းနေနှုတ်ကပတ်တော်အုပ်ဆိုးခြင်းကိုသူဟာခံတယ်ဒါကြောင့်သူ့ရဲ့လမ်းခရီးဟာနော်မမားဘူးနော်သူ့ရဲ့အသက်တာကပြည့်စည်ခြင်းကိုမရောက်ဘူးနော်ကျမတို့အဲ့ဒီသမိုင်းမှာလည်းပဲကျမတို့ကြားဖို့ရမှာဖြစ်ပါတယ်အင်္ဂလန်ဘုရင်မနော် Queen Victoria တမန်ကျမ်းစာနှစ်ယောက်တိုင်းသူ့အကြောင်းကိုကျမတို့ပြောကြတယ်ပေါ့နော် Queen Victoria နော်သူ့ရဲ့အုပ်စိုးစဉ်ကာလမှာနော်သူဥစားပေါ့နော်ဘုရင်မအရာနော်သူတက်ရတဲ့အခါမှာသူအသက်ငယ်သေးတယ်လူငယ်တယောက်ပဲဖြစ်တယ်နော်ချို့တူပဲနော်မိန်းမတယောက်ဖြစ်တယ်
ဒါပေမဲ့လေသူအင်္ဂလန်နိုင်ငံကိုအုပ်စိုးတဲ့ကာလအင်္ဂလန်နိုင်ငံဟာအေးချမ်းတယ်နော်တိုးတက်တယ်ကျေပြတ်တယ်နော်အင်္ဂလန်နိုင်ငံကိုနေမဝင်နိုင်ငံလို့ခေါ်နိုင်တဲ့ချိန်ထိနော်အဲ့ဒီ empire နိုင်ငံတွေဟာအဲ့ဒီ colony နိုင်ငံတွေဟာကျေပြတ်တယ်ဆိုတာကိုတွေ့ရတယ်နော်အဲ့ဒီခါမှာသူ့ကိုစောင့်ကြည့်တဲ့လစ်လာတဲ့သူတွေကဘာပြောလဲဘီရင်မာနော်ဒီအင်္ဂလန်နိုင်ငံကိုဒီလိုတိုးတက်အောင်အေးချမ်းသာရအောင်နော်ကျေပြတ်အောင်ဘီရင်မာဘယ်လိုအုပ်ချုပ်တယ်လဲနော်ပါလန်းညွန်မှုအတိုင်းအုပ်ချုပ်တယ်လေ Queen Victoria ဘာကိုထုတ်ပြတယ်တမချန်းစာပဲတမချန်းစာသွန်သင်ညွန်ပြတဲ့အတိုင်းသူဟာဒီအင်္ဂလန်နိုင်ငံကိုအုပ်ချုပ်တယ်အဲ့ဒါကြောင့်မလို့နော်အေးချမ်းသာရတဲ့နိုင်ငံဖြစ်တယ်တမချန်းစာရဲ့လမ်းညွန်ချက်အတိုင်းဆိုတဲ့အတွက်နော်ဆိုလိုချင်တာကဖယားရှင်ရဲ့အုပ်စိုးမှုအောက်မှာနော်သူကဒီတိုင်းနိုင်ငံကိုအုပ်ချုပ်ခြင်းဖြစ်တယ် George Washington Carver နာမည်ကြီးတကယ်ပဲထင်ရှားကြော်ကြားတဲ့သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်နော်ဘွဲ့အများကြီးလဲရတယ်ထို့တူပဲသူ့ကိုသူများအများကြီးချီးမြှောက်တာပေါ့နော်ဆုရီအများကြီးလည်းပဲရရှိတယ်တကယ်တော်တဲ့သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တယ်ဘူမိဗေဒမှာရောနော်အဲ့ဒီစိုက်ပျိုးရေးဘက်ကမှာရောသူဟာနော်ဘွဲ့တွေရတယ်ပေါ့နော်ကျမတို့သူ့ရဲ့ထူးခြားတဲ့အရာတစ်ခုကတော့မြေပဲအားဖြင့်ပေါ့နော်ပစ္စည်းတွေအမျိုးမျိုးနော်200ကျော်နော်ထုတ်လုပ်နိုင်တဲ့အထိနော်သူမှနီးပညာတွေရရှိတယ်နော်ဆိုတော့သူများသူ့မေးတယ်နော်အဲ့ဒီပညာရှင်ကြီးသိပ္ပံပညာရှင်ကြီးဒီလိုပိုးစားပေါ့နော်နိပညာတွေရရှိတာเนาะဒီလိုเนาะတော်တဲ့လူတယောက်ဖြစ်တာเนาะဘာကြောင့်လဲဆရာမတင်ယုံညွန်းတန်းနေရှိလားเนาะဒီလိုမျိုးစားရပါတော့ဥပမာဆိုရင်ကျမတို့တွေ chemistry သင်မယ်ဆိုရင် chemistry အတွက်เนาะတင်ယုံညွန်းတန်းเนาะဖတ်စာအုပ်ရှိတယ်เนาะ physics ဆိုရင် physics အတွက်เนาะဖတ်စာအုပ်ရှိတယ်ရှိလားတဲ့ဘယ်စာအုပ်ကိုကြည့်ပြီးတော့တော့ဒီပညာတွေကိုရရှိတယ်လေရှိတာပေါ့နော်ရှိတာပေါ့ဆိုပြီးတော့ George Washington Carver ဘယ်စာအုပ်ကိုထုတ်ပြတယ်တမန်ကျမ်းစာပဲဖြစ်တယ်တမန်ကျမ်းစာထဲမှာနော်ပညာတွေအစုံရှိတယ်နော်ဘာဖြစ်လဲတမန်ကျမ်းစာကိုဖယားရှင်ရဲ့တတ်ရှင်တော်ဝိညာဉ်တော်မှုတ်သွင်းခြင်းအားခြင်းဖြစ်တယ်ဒါကြောင့်ကျမတို့ရဲ့အသက်တာမှာလည်းတမန်ကျမ်းစာကိုနော်လမ်းပြတဲ့စာအုပ်နော် guide book အဖြစ်အသုံးပြုကြပါစို့ခွန်အားပေးတဲ့စာအုပ်အဖြစ်ကျမတို့တွေဖတ်ရှုကြပါစို့နောက်စာလုံးတစ်လုံးကတော့ နော် everlasting နော်အစင်ထာဝရပဲနော် will last forever and ever နော်အမြဲတမ်းတည်ရှိနေမယ်နော် forever and ever နော်မဆုံးနိုင်ဘူးမပြည့်စည်နိုင်ဘူးနော်ရှင်မသက်ခရစ်ဝင်ကျမ်းခန်းကြီး24ခန်းငယ်35မှာလည်းသခင်ယေရှုဖျားပါပြောလဲဆိုတော့ကောင်းငင်နဲ့မြေကြီးမတည်တော့လေငါစကားတည်လိမ့်မည်နော်ကျမတို့တမန်ကျမ်းစာရဲ့တမိုင်းကိုကြည့်တဲ့အခါမှာတမန်ကျမ်းစာကိုဖျက်ဆီးတဲ့လူတွေအများကြီးရှိတယ်နော်ဒါပေမဲ့လည်းယနေ့ထက်တိုင်အောင်ဖျက်ဆီးလို့မရဘူးနော်ယနေ့ထက်တိုင်အောင်တော့ဖျောက်ဖျက်လို့မရဘူးအရင်တော့ဆိုသူများတွေနော်တမန်ကျမ်းစာတွေကိုခါလဲလိုက်ရှာတဲ့အိမ်တွေနော်နေရာအတိုင်းလိုက်ရှာပြီးတော့ပုံထားတယ်တကယ်တောင်ပုံလေးတစ်ပုံလိုပဲနော်အများကြီးပဲကုန်ပြီလားကုန်ပြီပေါ့သူများမီးရှို့လိုက်တယ်နော်တမန်ကျမ်းစာတွေမရှိရဘူးနော်ကဘာပေါ်မှာတမန်ကျမ်းစာဆိုတာမရှိရဘူးဒါပေမဲ့လည်းအဲ့ဒီတမန်ကျမ်းစာကိုမိပုံပြီးတော့မိရှုတဲ့နေရာနောက်ဆုံးတမန်ကျမ်းစာကိုထုတ်ဝေတဲ့နော်ပုံနှိပ်တိုက်တစ်ခုဖြစ်လာတယ်နော်ကျမဖတ်ရတယ်တချို့တမန်ကျမ်းစာတွေကသူများလာရောက်ပြီးတော့ဖြည့်ဆည်းမှမလို့တချို့သူတွေကနော်မုတ်ဖုတ်နေတော့သူများလာရှာတဲ့ကမှာမုတ်ထဲမှာပေါ့နော်မုတ်နှစ်ထဲမှာဖွက်ထားလိုက်တယ်နော်သူများတွေမသိဘူးပေါ့နော်အော်ဒါမုတ်ဖုတ်တဲ့ဂျုံနော်အဲ့ဒီမျိုးနေထားတာဒါပေမဲ့လည်းတမန်ကျမ်းစာနော်မပြည့်စည်ဘူးနော်ထို့တူပဲနော်ပြန်ဆရာတယောက်လေသူကပြန်လှုပ်ရင်းနဲ့သူများအဲ့ဒီတမန်ကျမ်းစာကိုလိုက်ရှာတော့ဒီအုတ်ခဲနေရာမှာသူကတမန်ကျမ်းစာကိုထည့်ပြီးတော့ဖွက်ချလိုက်တယ်
နေ့တွေကြာပြီးတော့အဲ့ဒီအဆောက်အဦကပြက်စီးတဲ့အခါမှာသူများတွေဖြိုဖျက်ပြီးတော့အသစ်ပြန်ဆောက်ဖို့လုပ်တဲ့အခါမှာနော်အဲ့ဒီနာယံထဲမှာတမန်ကျမ်းစာကိုတွေ့ရတယ်မပြောက်ဘူးမပြက်စီးဘူးနော်ဘာဖြစ်လို့လဲအသက်ရှင်တဲ့တမန်ကျမ်းစာနော်ဖယားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်နော်ဖြည့်ဆည်းလို့မရဘူးဖျောက်ဖျက်လို့မရဘူးနော်အစဉ်အမြဲရှိမှဖြစ်တယ်ယနေ့ကျမတို့ရဲ့လက်ထဲမှာရှိတယ်လို့နောက်လာမယ့်နေ့တည်းကဘာဆုံးတိုင်အောင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာဟာတည်ရှိနေမှာဖြစ်တယ်ကျမတို့တတိယအချက်အနေနဲ့နော်ကျမတို့တမန်ကျမ်းစာကိုအပေါ်မှာကျတော့ဘယ်လိုသဘောထားရမလဲနော်ဘယ်လိုသဘောထားရမလဲအဲ့ဒါလည်းပဲကျမ်းစာတော့ Bible ဆိုတဲ့စာလုံးကအဖြစ်ပဲနောက်ပေါ်ပြချင်ပါတယ်ပထမတစ်ချက်က believe it ယုံကြည်ပါနှုတ်ကပတ်တော်ကိုနှုတ်ကပတ်တော်ကိုယုံကြည်ပါနှုတ်ကပတ်တော်ဟာဖခင်သခင်ရဲ့နော်နှုတ်ကပတ်တော်စစ်စစ်ဖြစ်ကြောင်းကျမတို့ယုံကြည်ရမှာဖြစ်တယ်တခါတလေသူပြောတာခရိယန်ရဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကနော်ဟိုဘယ်လိုခေါ်မလဲဒန္တာကြီးတွေလည်းပါတယ်တဲ့နော်မယုံနိုင်စရာတွေအများကြီးပဲတဲ့ဟုတ်ပါတယ်နော်မယုံနိုင်စရာတွေအများကြီးပါပဲဒါပေမဲ့လေနှုတ်ကပတ်တော်ရေးတဲ့နော်သူကတော့တကယ်ပဲနော်အံ့ဩဖွယ်ရာတွေကိုလှုပ်ဆောင်တဲ့အံ့ဩဖွယ်ရာအရှင်နော်အံ့ဩဖွယ်ရာအရှင်ဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့တမန်ကျမ်းစာထဲမှာလည်းအံ့ဩဖွယ်အမှုတွေအများကြီးတွေ့ရမှာဖြစ်ပါတယ်နော်ကျမတို့ဥပမာဆိုလို့ရှိရင်နော်အေးအကြောင်းကိုပြောတယ်နော်နောက်ဆုံးတော့နော်အေးနဲ့သူ့ရဲ့မိသားစုနော်တရိษံနော်အဲ့ဒီလေပေါ်မှာရှိတဲ့တရိษံချို့ပဲဒီမောပေါ်မှာရှိတဲ့တရိษံတွေပဲနော်အသက်ရှင်ခဲ့တယ်နော်ဟုတ်ပါမလားဟုတ်တာပေါ့နောက်ဆုံးနော်မယုံကြည်တဲ့ဥစ္စာပေါ့နော်သိပ္ပံပညာရှင်တွေကလိုက်လေ့လာတဲ့အခါမှာနောက်ဆုံးနော်ဒီနော်အေးသင်ပေါ်ရဲ့ရုပ်ကြွေးကိုတွေ့ရတယ်နော်အမျိုးပေါ့နော်ဥစ္စာပေါ့ခုနောက်ပိုင်းမှာလည်းပဲအဲ့ဒီဣသီလလူမျိုးတွေဒီပင်လယ်နီကိုဖြတ်တယ်နော်မဖြစ်နိုင်ဘူးနော်မဖြစ်နိုင်ဘူးဒါပေမဲ့အခုတပြားတည်းအထောက်ထားတွေပြန်ကြည့်တဲ့အခါမှာတကယ်ပဲဖြစ်ခဲ့တယ်နော်အဲ့ဒီပင်လယ်နီရဲ့အထဲမှာနော်ဖာရောဘုရင်ရဲ့နော်စစ်သားတွေရဲ့အဲ့ဒီဥစ္စာပေါ့ယထာရုပ်ကျွင်းတွေနော်ယထာဘိန်းရုပ်ကျွင်းတွေကြံရည်သေးတယ်ပြန်ပြီးတော့တွေ့ရှိရတယ်ဒါတွေဟာတမန်ကျမ်းစာမှာရှိတဲ့အဖြစ်အပျက်တွေတကယ်ဖြစ်တယ်ဆိုတာကိုဖော်ပြခြင်းဖြစ်တယ်နော်Reverend Dr. Ono ညရေးတဲ့ Science and the Bible ထဲမှာလည်းပဲသူနိုင်ရှင်ပြတယ်နော်နိုင်ရှင်ပြတယ်ဆိုတော့တမန်ကျမ်းစာကတကယ်ပဲစစ်မှန်တဲ့အရာတွေကိုဖော်ပြခြင်းဖြစ်တယ်ဆိုတာကိုကျမတို့ယုံကြည်ရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ interest in it နော်စိတ်ဝင်စားပါနှုတ်ကပတ်တော်ကိုစိတ်ဝင်စားပါနော်ကျမတို့တမန်ကျမ်းစာကိုတချို့လူတွေမဖတ်ချင်ဘူးဘာဖြစ်လို့ဘာပြောလဲဆိုတော့စိတ်ဝင်စားစရာမကောင်းတာနော်ပြင်းစရာကြီးနော်ဖတ်လိုက်အိတ်ချင်တယ်နော်စိတ်ဝင်စားဘူးနော် TV ကြည့်တဲ့အခါမှာအိုးမအိတ်ချင်ဘူးနော်ဖုန်းနော်ကြည့်တယ်ဇလန်တွဲတွေကြည့်တယ်အိုးနော်တခါတလေညနဲ့တကောင်မအိတ်ချင်ဘူးစိတ်ဝင်စားတယ်နော်ဒါမှလည်းတမန်ကျမ်းစာကိုကြတော့နော်များသောအဖြစ်ပေါ့နော်ခဏလေးပဲဖတ်ပြီးတော့မဖတ်ချင်ဒါမှတကယ်တမ်းဖတ်မယ်နော်စိတ်ဝင်စားဖတ်မယ်ဆိုကြလို့ရှိရင်နော်တကယ်ပဲနော်တမန်ကျမ်းစာကကျမတို့အသက်တာလိုအပ်ချက်တွေကိုဖော်ပြတယ်ဆိုတာကိုတွေ့ရနော်ကျမတို့ဓမ္မဟောင်းကျမ်းကိုဖတ်ရင်သိပ်ပျော်စရာကောင်းတယ်နော်ဥစ္စာပေါ့ရာဇဝင်တွေကိုဖတ်ရတယ်နော်သမိုင်းတွေပေါ့နော်ပုံမြင်သလိုပဲနော်ကျမတခါတလေမြေးတွေကိုပြောပြတဲ့အခါမှာတို့စိတ်ဝင်စားတယ်အဲ့ဒါတမန်ကျမ်းစာထဲမှာရှိတယ်လေလို့နော်တခါတလေဘယင်းနေအကြောင်းကိုပြောပြတယ်နော်တို့စိတ်ဝင်စားတယ်နော်အဲ့တော့တမန်ကျမ်းစာထဲမှာပဲလေတမန်ကျမ်းစာကိုနော်တကယ်ပဲကိုကြိုက်တဲ့ပေါ့နော်ဇလန်ကလေးပုံစံဖတ်ကြည့်မယ်ဆိုရင်တကယ်ပဲခွန်အားရမှာဖြစ်တယ်နော်ဒါပေမဲ့ကျွန်တော်တို့ဖတ်ကြရစိတ်မဝင်စားတာနော်စိတ်ဝင်စားဖတ်မယ်ဆိုလို့ရှိရင်တကယ်ပဲစိတ်ဝင်စားစရာတွေအများကြီးရှိတယ်မအိတ်ချင်ဘူးလက်ထက်ကနေမချချင်ဘူးနော်အဲ့ဒါကြောင့်မလို့နော်စိတ်ဝင်စားပါနော်စိတ်ဝင်စားနဲ့ဖတ်ပါနော်တတိယအချက်ကတော့
နော် build up your life on it နော်သင်ရဲ့အသက်တာကိုဒီတမန်ကျမ်းစာပေါ်မှာတည်ဆောက်ပါနော်သက်တာကိုတမန်ကျမ်းစာပေါ်မှာတည်ဆောက်ရမယ်ဆိုတော့ကတမန်ကျမ်းစာလမ်းညွှန်မှုအတိုင်းတမန်ကျမ်းစာပြတဲ့ဥပဒေတာအတိုင်းကျမတို့လိုက်လျှောက်သိရှင်ရမယ်နော်တမန်ကျမ်းစာခိုင်နေတဲ့အရာဖြစ်တယ်နော်ဆိုတော့သခင်ရှုဖျားပြောတဲ့ဥပမာတော့နော်အဲ့ဒီကြောက်ပေါ်မှာတိဆောက်တော့အိမ်ကဲ့သို့နော်တမန်ကျမ်းစာဖျားရဲ့နှုတ်ကပတ်တော်မှာကျမတို့အသက်တာကိုတိဆောက်ခြင်းအပြင်နော်ခိုင်မြဲတဲ့အသက်တာတည်ကြည်တဲ့အသက်တာကိုရမှာဖြစ်ပါတယ်D.L. Moody နော်ဆရာကြီး D.L. Moody ကဘာပြောလဲဆိုတော့အိမ်တော်စုတစ်ခုရဲ့နော်အေးချမ်းခြင်းနော်ပျော်ရွှင်ခြင်းဟာနော်ဘယ်မှာပဲရလဲမိသားစုတွေနော်အိမ်တော်မိသားစုတွေအတူတကွသမကျမ်းစာကိုဖတ်ခြင်းအပြင်သာလေအိမ်တော်ရဲ့နော်ပျော်ရွှင်ခြင်းညင်သက်ခြင်းကိုရရှိမှာဖြစ်ပါတယ်နော်နောက်တစ်ချက်ကတော့ love it ချစ်ပါသမကျမ်းစာကိုချစ်ပါကျမတို့ချစ်ရလားမသိဘူးနော်တမန်ကျမ်းစာကိုချစ်ရမယ်နော်တမန်ကျမ်းစာထဲမှာရှိတဲ့နှုတ်ကပတ်တော်တွေနော်ကျမ်းပိုက်တွေကိုနော်ကျမတို့တွေဖတ်ရမယ်နှစ်သက်ရမယ်နော်အဲ့ဒီခါမှာနော်ကျမတို့တကယ်ပဲခွန်အားရရှိမှာဖြစ်ပါတယ်ဆရာကြီး D.L. Moody ကပဲပြောလဲဆိုတော့နှုတ်ကပတ်တော်ကိုကျမတို့ရဲ့နှလုံးသားမှာနော်သိမ်းထားခြင်းမှတ်ထားခြင်းတူမိထားခြင်းအဖြစ်နော်အရာအလုံးချက်နော်အကျိုးကျေးဇူးရှိတယ်လို့ဖော်ပြချပါတယ်ဒါကြောင့်မလို့ချစ်ပါနော်ချစ်ပါကိုယ်နဲ့မကွာအမြဲတမ်းနော်ဆောင်ချပါနောက်ဆုံးတစ်ချက်ကတော့ enjoy it နော်ပျော်ရွှင်စွာနဲ့ဖတ်ပါနော်ကျန်တာဖတ်မဆိုအိုးအရင်ပျော်တာပေါ့နော်ဒါပေမဲ့လည်းကျမတို့တွေဒီလိုမျိုး feel ရမလားကျန်တာဖတ်လို့ရှိရင်ပြင်းနေဖတ်လို့မပျော်ဘူးဘာဖြစ်လဲဆိုတော့နော်တကယ်ပဲကျမတို့တွေနော်စိတ်ဝင်စားနေနော်ဘုရားတကယ်နှုတ်ကပတ်တော်ဟိုစားပေါ်နော်ဖွင့်ပြခြင်းကိုကြတော့လေနားမလည်လို့ပဲနော်ဖတ်လို့မပျော်ဘူးဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့နော်ပျော်ရွှင်စွာဖတ်ပါနော်ဝမ်းမြောက်စွာဖတ်ပါနော် Reverend Spurgeon နော်သူကဘာပြောလဲဆိုတော့သူကျမ်းစာအုပ်ကိုအခါတရဖတ်ပြီးတဲ့နောက်မှာနော်သူဘာပြောလဲဆိုတော့နော်မြတ်ဖတ်လေပို့ပြီးတော့နော်ကောင်းလေနော်မြတ်ဖတ်လေပို့ပြီးတော့ကောင်းလေနောက်တစ်ခါထပ်ပါပို့ကောင်းနော်နောက်တစ်ခါထပ်ပါနေပို့ကောင်းပို့ပြီးတော့နော်စိတ်ဝင်စားစရာတွေကိုတွေ့ရှိရမှာဖြစ်ပါတယ်American သမ္မတတယောက်ဖြစ်ခဲ့တဲ့ George Washington သူကဘာပြောလဲဆိုတော့နော်ဒီကမ္ဘာကြီးကိုအုပ်စိုးတဲ့အချိန်မှာနော်ဖယားသခင်နဲ့နော်တမန်ကျမ်းစာမပါဘူးဆိုခဲ့လို့ရှိရင်နော်အောင်မြင်မှုကိုရရှိမှာမဟုတ်ဘူးဆိုလိုတာကကျမတို့ဒီကမ္ဘာလောကကိုအုပ်စိုးကြတဲ့အစိုးရတွေဘယင်းတွေနော်ကိုယ်တိုင်းနိုင်ငံမှာဒါပေမဲ့လေနော်တမန်ကျမ်းစာနဲ့ဖယားသခင်ပါရှိမှသာလေခိုင်မြဲတဲ့တိုင်းနိုင်ငံအောင်မြင်တဲ့တိုင်းနိုင်ငံကိုတည်ထောင်နိုင်မှာဖြစ်ပါတယ်လို့ဖော်ပြထားပါတယ်။ဒါကြောင့်တမန်ကျမ်းစာကိုကျမတို့ချစ်တဲ့သူနော်စိတ်ဝင်စားနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့တခါလေနော်ဖတ်တဲ့သူနော်ဖြစ်ကြပါစေ။တမန်ကျမ်းစာကိုတန်ဖိုးထားပြီးတော့ပေါ့နော်မဖိုက်မနေရဘူးနော်အဲ့လိုဖြစ်ပါစေ။နော်ကျမအဲ့လိုပြောတဲ့အခါမှာကျမမိသားစုထဲပါနော်အရင်တော့ဆရာကကိုးစားတယ်ကိုးစားတော့နော် तू ကမနဲ့အိယာထိုင်ကိုးစားပြီးတနေ့ကုန်တငုံပြီးတငုံတရားပြီးတရားနော်ညအိတ်ခါနေအိတ်တော့မယ်ဆိုသူတရားစားလိုက်သေးတယ်ပြီးမှပဲသွားတိုက်ပြီးတော့ तू အေးရောနော်တမက်တော့ तू ပြောတယ်နော်ဒီမနေ့တဲ့နော်ငါလောက်ရမယ်အလုပ်တစ်ခုမလုပ်ရသေးဘူးကျမဝန်တန်ဘာပြောမလဲကျန်းစာမဖတ်ရသေးဘူးလို့ပြောမှလားနော်ဘာမလုပ်ရသေးဘူးလို့ပြောမှလားဘာလဲမလုပ်ရသေးတယ်ဘာလဲကိုမစားရသေးဘူးနော်ဘာလဲဆိုတော့ထုံးမရှိလို့တော့ထုံးသွားဝယ်ပေးပါနော်ကျမစိတ်ပြက်သွားတယ်ပေါ့နော်အော်နော်ကျမတို့အသက်တာမှာနော်လုံနေကြအရာကိုလုံရမှနော်ထို့တူပဲနော်တမချမ်းစာကိုလည်းပဲကျမတို့တွေနော်အမြဲတမ်းဖတ်မယ်နော်မဖတ်မဖြစ်နော်သမင်းဆိုမစားလို့မရဘူးနော်အဲ့လိုသမင်းမစားမရတယ်လို့ပဲနှုတ်ကပတ်တော်ကိုလည်းပဲနော်မဖိုက်မဖြစ်ဘူးနော်နှုတ်ကပတ်တော်ကိုဆန်းတဲ့သူတွေဖြစ်ဖို့လိုအပ်တယ်ကျမရဲ့မိခင်နော်ဘုန်းတော်ဝင်စားသွားတာ
12နှစ်ရှိနော်သူနောက်ဆုံးအချိန်မှာနော်သူကျမ်းစာဖတ်တယ်နော်သူရဲ့ကျမ်းစာကယောဘဝတ္ထုနော်သူလှန်ထားတာကိုကျွန်မတွေ့တာပေါ့နော်နောက်ဆုံးနေ့မှာသူရဲ့အသက်တာမှာတစ်နေ့တစ်ခါတနေ့ဆိုအမြဲတမ်းသူကျမ်းစာကိုဖတ်တယ်တစ်နေ့ဆိုရင်သူအနည်းဆုံး3ခေါက်ပြီးတယ်နော်သူကပြောတယ်ဖတ်တာဖတ်တယ်တဲ့မမှတ်မိဘူးကိစ္စမရှိဘူးမို့ဖတ်တာဖတ်နော်အမို့တစ်နေ့ကို9ခေါက်ရအောင်ဖတ်လို့သားသမီး9ယောက်ရှိလို့ကျွန်မပြောတာပေါ့နော်သားသမီးတို့လည်းတိုးဖတ်ဒါမဲ့လည်းတော့သူအသက်အရွယ်ရလာတယ်တော့ခန္ဓာအားနေတဲ့အခါမှာသူနှစ်ကြိမ်ပဲဖတ်လို့ရတယ်နောက်တစ်ခေါက်သူတစ်ကြိမ်ပဲတစ်ကြိမ်ကိုတော့ပေါ့နော်တစ်နှစ်ကိုတစ်ကြိမ်ကိုသူပြီးအောင်ဖတ်တယ်နော်ဒီနေ့တော့သူကပြောတယ်ဟုတ်ဘူးတဲ့ဒီမနေ့မမမလောက်ရသေးဘူးအလုပ်တစ်ခုမဖတ်နေမို့ဆိုချမ်းသာမဖတ်ရသေးဘူးအိုးပျော်လိုက်တာနော်သူကအိယာထားလို့ရှိရင်နော်ဆူတောင်းတယ်အကြာကြီးဆူတောင်းတယ်ပြီးတဲ့အခါမှာနော်ဥစ္စာပေါ့နော်မျက်နှာတည်သွားတိုက်နော်တန်ရှင်းလုပ်ပြီးတဲ့အခါမှာသူကရေဒီယိုမှာဥစားလွှင့်တဲ့အဲ့ဒီဒေသနာကိုနားထောင်တယ်ပြီးတော့ကျမ်းစာဖတ်တယ်အဲ့ဒါသူ့ရဲ့မနစ်တာအလုပ်ပေါ့နော်ကျမ်းစာဖတ်ပြီးမှပဲတခြားအိမ်မှုကိစ္စပေါ့နော်အိမ်လေးပါလေးလဲတာပဲသူလုပ်တယ်နော်သူကျမ်းစာမဖတ်ရတဲ့1မိနစ်သူหนีလို့မပြောဘူးနော်တကယ်ပဲနော်ဘာဖြစ်လဲဆိုတော့ကျမ်းစာကိုသူကချစ်လို့နော်ဘုရားသခင်နှုတ်ကပတ်တော်ကိုသူကမွေ့လျော်လို့နော်မဖတ်ရရင်မပြောဘူးတဲ့နော်ဒီစိတ်ထားလေးတွေကျမဆုတောင်းတယ်ပေါ့နော်ကျမတို့မောင်နှမတွေမှာဒီစိတ်ထားလေးတွေရှိဖို့ကျမ်းစာကိုမဖတ်ရရင်နော်မနေနိုင်တဲ့မပျော်ရွှင်တဲ့တာသမီတွေဖြစ်ပေါ့နော်ဒီနေ့ကျမ်းစာအင်မတန်မှကောင်းပါတယ်နော်ကျမတို့ပြောခဲ့တယ်လို့နော်အင်မတန်မှတန်ဖိုးရှိတယ်ကောင်းမြတ်တယ်နော်ကောင်းကြီးတွေများစွာယူဆောင်လာပြီးတယ်အဲကြောင့်မလို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာကျမ်းစာကိုကျမတို့ချစ်မြတ်နိုးကြပါနော်ဖတ်ပါနော်ဆင်ခြင်ပါအသက်တာမှာနော်နှုတ်ကပတ်တော်အတိုင်းလိုက်လျှောက်သက်ရှင်ပါဖရာသခင်ကိုနှစ်သက်စေတဲ့တက်တာဖြစ်ပါတယ်လို့နော်ကျမတို့အသက်တာမှာလည်းနော်လာမမအောင်ပို့ဆောင်มาဖြစ်တဲ့အတွက်ကျမတို့နေ့စဉ်ဖတ်ပါမှတ်ပါတမန်ကျမ်းစာကျေးဇူးတင်ပါတယ်ဒေသနာတော်ဝင်ငါပေးတဲ့ဆ iam ဖော်လူလူကိုသူပဲကျေးဇူးတင်ပါတယ်ခုချိန်မှာတော့ကျမတို့လူတော်ငွေကိုကောက်ခံမှာဖြစ်ပါတယ်လူတော်ငွေကောက်ခံတဲ့အခါမှာနော်ဆိုဖီယာသင်္ကနေတော့မှခုနချီးမွမ်းပေးမှာဖြစ်ပါတယ်
ပေးပါစေ အလူတော်ငွေကို Reverend နော်ဟီယာဖောကနေပြီးမှစက္ကပ်ပေးမှဖြစ်ပါတယ် မေတ္တာတော်ရှင်ဖဖျားပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ကိုရောကိုကျေးဇူးတင်ပါတယ်။တာယာတော်နှစ်ခင်းချိန်ခါမှာသာသမီအားလုံးတို့သည်တလုံးတဝတည်းဖြင့်ယုံကြည်ခြင်းတစ်ခုတည်းဖြင့်အတူတကွလာရောက်ပြီးတော့မှမိတ္တဟာယဝပြုကိုကိုရတဲ့ခွင့်ဖျားရှင်ပြင်ဆင်ပေးတဲ့ကိုရောကိုကျေးဇူးတင်ပါတယ်။ဖျားရဲ့ကောင်းကြီးများဟာသာသမီများတို့အတွက်လုံလောက်ပါတယ်။သာသမီတို့သည်ခံစားရရှိသောကောင်းခြင်းမင်္ဂလာများစွာထဲမှအနည်းငယ်သောအလှူတော်ငွေကိုယူဆောင်လာပါ၏။ဤအမျိုးမျိုးဖြင့်ယူဆောင်လာတဲ့အတွက်ဖျားရှင်သက်ရှင်စေတော်မူ၍နိုင်ငံတော်အတွက်အသုံးပြုတော်မူပါ။ပေးလူကြသောသာသမီတို့စီတိုင်းတို့သည်လည်းတာရည်ဖျားရဲ့အမှုတော်များမှာဆက်လက်ပြီးတော့မှပါဝင်နိုင်ရသောခွင့်ကိုလည်းပြင်ဆင်ပေးသနာတော်မှာမိကြောင်းတပါတည်တော်သားခရစ်တော်ဤနာမကိုအမိပြုလက်သာသမီတို့ရဲ့တက်တာနှင့်တကွလူတော်ငွေပဏ္ဏကိုဖျားရှင်လက်ဝဲသို့စက္ကအနံပါ၏မြတ်တော်ရှင်ဖဖျားအာမင် အလူတော်ငွေကိုစက္ကပ်ပေးသော Reverend နော်ဟီယာဖောကိုသူပဲကျေးဇူးတင်ပါတယ်အခုချိန်မှာတော့ကျမတို့ဆူတောင်းခြင်းကိုသွားမှာဖြစ်ပါတယ်ကျမတို့အားလုံးအတွက်တော်၎င်းဒီကနေ့ပြုလုပ်မဲ့တမန်ကျမ်းစာရွတ်ဆိုပြိုင်ပွဲပါဝင်ကြမဲ့သူများအတွက်တော်၎င်းစီစဉ်တစ်ခုဆက်လက်ပြီးတော့မှလှုပ်ဆောင်မဲ့အရာများတော်၎င်းဒီဝိညာဉ်တော်တိုးထိတဲ့အတိုင်းပေါ့နော်ဆရာမReverend နော်မျိုးဖောကနေပြီးတော့မှအထူးဆူတောင်းပေးမှာဖြစ်ပါတယ် ဆုတောင်းကြရအောင်။ကောင်းကင်မြေကြီးကိုဖန်ဆင်းအုပ်စိုး၍သာသမီရောက်တိုင်းတို့ကိုမေတ္တာဂရုဏာနှင့်ချစ်တော်မူသောအဖတော်မဆသောဘုရားသခင်။နေ့ရက်တိုင်းကိုရောဖန်ဆင်းပေးပါれ။နေ့ရက်တိုင်းမှာလည်းကြားမစွာနဲ့ဝင်စားရတော့အခွင့်ကိုရောပေးတဲ့ကြောင့်နာမတော်အထူးပဲချီးမွမ်းပါれ။နေ့ရက်တစ်ခုမှာကိုရရဲ့သားသမီးရဲ့လှူရှားမှုတစ်ခုစီတိုင်းတို့ကိုလည်းစိတ်ဝင်စားသောဘုရားဖြစ်လို့ကျေးဇူးတင်ပါれ။ဤနေ့ရက်မှာလည်းကိုရောချစ်တော်မူသောသာသမီမိသားစုအယောက်စီတိုင်းအတင်းတော်တီးတီးတို့သည်ဓမ္မကျမ်းစာနဲ့ပတ်သက်ပြီးတော့မှကိုရဲနှုတ်တော်တဲ့စကားတွေကိုလာရောက်ပြီးတော့မှခံယူခြင်းပထမပိုင်းမှာဝိပုကိုးကွယ်ခြင်းဖရာသခင်အားချီးမွမ်းခြင်းပြီးရအခါမှာယနေ့ပါဝင်ဆက်ကပ်ခြင်းအလူတော်ငွေအားဖြင့်ဒီနေ့နှုတ်ကပတ်တော်ကြားနာခြင်းများနဲ့အတူလိုအပ်တဲ့ဆုမင်္ဂလာအလုံးစုံတို့ကိုကောင်းကင်ဘုရားဖျားခင်ထံတော်ပါမှာဤကဲ့သို့သောကောင်းကြီးမင်္ဂလာအဖျားဖျားတို့ကိုပြုလုပ်၍တောင်းလျှောက်သောအခွင့်အတွက်ဖျားကိုကျေးဇူးတင်ပါတယ်ငါ၏နာမကိုထောင်း၍တစုံတစ်ခုသောစုကိုတောင်းလေတောင်းသည့်အတိုင်းငါပြုမည်ဆိုသောအဖဖျားသခင်ဒီကနေ့သားသမီးတို့ဘဝအသက်တာရှောင်လန်းတဲ့အခါမှာလိုအပ်ချက်တွေအမျိုးမျိုးရှိကြပါတယ်သားသမီးလိုအပ်နေရတစ်ခုဆိုင်တို့ကိုလည်းတောင်းကြလို့တောင်းနေရမယ်ဆိုတဲ့နှုတ်တော်ထက်ဂတိတော်စကားကိုအောက်မေ့တတိယနဲ့ပထနာပြုခြင်းအမှု၌ဖျားရှင်နာညောင်ကောင်းကြီးပေးမိဖြစ်သောကြောင့်ကြိုတင်လက်ကျေးဇူးတော်ပေါင်းကိုအထူးပဲချီးမွမ်းပါတယ်ကျွန်တော်ရဲ့မြန်မာပြည်ကြီးအတွက်လည်းပထမဦးဆုံးအနေနဲ့ဆက်ကပ်ပါတယ်ပြည်သူပြည်သားများနဲ့တကွအစိုးရမင်းများအားလုံးသောသူတွေကိုဖျားလက်တော်ထဲမှာဆက်ကပ်ပါတယ်အနာဂတ်ရဲ့ဘဝခရီးလမ်းကြောင်းမှာဒီမြန်မာပြည်နဲ့တကွပြည်သူပြည်သားအရောက်ဆိုင်ရဲ့အသက်တာအားလုံးကိုလည်းဖျားခင်ဆက်လက်ပြီးစောင့်ထိန်ကောင်းကြီးပေးလက်ကွက်ကစောင့်မပါမီအကြောင်းကျွန်တော်ရဲ့နိုင်ငံတော်ကြီးအတွက်ဆုတောင်းပေးပါတယ်ဒီအခါမှာအချိန်ကာလဟာနောက်ဆုံးသောအချိန်ကာလဖြစ်တဲ့အတွက်ကြောင့်အထူးသဖြင့်ဖျားသခင်ရှုဖျားရဲ့ပေးတော်မူသောကယ်တင်ခြင်းတရားတို့ကိုလက်ခံနိုင်ခြင်းမရှိသေးတဲ့သူတို့ပျောက်ဆုံးနေသောဝိညာဉ်တွေအတွက်ဆုတောင်းပေးပါရယ်ဝိညာဉ်မျက်စိဝိညာဉ်နားတွေပွင့်လင်းစေပြီးကလာအမြန်ဆုံးယေရှုဖျားကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံစေနိုင်ဖို့လုံငါထိုးသူတွေများအတွက်ဆုတောင်းပေးပါရယ်ဒီအခါမှာယနေ့ခရိယတက်တာရှောက်လန်းတဲ့အခါမှာယနေ့အလဲလဲအချော်ချော်နဲ့ရှိနေတဲ့သူများနောင်တရဖို့ရန်လိုအပ်တဲ့သူများအပြစ်ဒုစရိုက်ထဲမှာနေမွန်းနေတဲ့သူတွေအတွက်လည်းဆုတောင်းပေးပါတယ်အမြန်ဆုံးဖျားရဲ့ထံတော်ပါမှာတိုးဝင်ချင်းကပ်ပြီးတော့တန်ရှင်းခြင်းပါရမီနဲ့အသက်ရှင်တတ်ပြီးကိုရဲ့အလင်းကိုထွန်းလင်းစေနိုင်သောခရိယန်ကြီးကိုမောင်နှမအာရောက်တိုင်းဖြစ်စာမေကြောင့်ကျွန်ုပ်တို့သည်ထိုသူတွေဆုတောင်းပေးသလိုဒီတောင်ထိပ်ပေါ်မှာယနေ့အသင်းတော်ကိုကိုရရှင်တည်ထားခြင်းအမှုမှာ
များစွာတဲ့သူတို့ဒီသူအလင်းကိုတွေ့ခြင်းအဖြစ်ယနေ့ကိုရောရှင်ကိုသိမြင်စေပါမယ်ကြောင့်တောင်ငွေမှာရှိနေကြတဲ့အသင်းတော်အသီးသီးမြန်မာပြည်တဝန်းလုံးမှာရှိတဲ့အသင်းတော်အသီးသီးများနဲ့အတူကမ္ဘာတဝန်းလုံးမှာရှိသောအသင်းတော်အသီးသီးတို့ရဲ့ဤညာကနဲ့ဆုတောင်းလဲကောင်းချီးပေးပါသည်တန်ရှင်တော်ဝိညာဉ်တော်ရဲ့မိုးသည်အသင်းတော်အသီးသီးမှာယူဝါ၍များစွာတဲ့သူတွေရဲ့အတာထဲမှာစိမ့်လန်းဆိုးပြေနိုင်ခြင်းအလို့ငါအသင်းတော်တွေကိုဆက်လက်ကောင်းချီးပေးလဲမာသတနာတော်မူပါအဘဓမ္မစာပြခင်ဆုတောင်းပေးပါတယ်ယနေ့မကြမ်းမမာတဲ့သူတွေအတွက်ဆုတောင်းပေးပါတယ်ဗျာခင်ရဲ့ကျမ်းမာခြင်းရဲ့အရှင်ဖြစ်ပါတယ်တန်ချက်ရာတို့သည်အနာရောဂါရှိသမျှတို့ကိုပြောင်းစီတော့ဂရိတော်ကိုဆွဲကင်တဲ့ဒီနေ့ကျမတို့နဲ့မသိဘူးမမြင်ဘူးပေမဲ့နေရာဒေသအသီးသီးမှာဝေဒနာများစွာကိုခံစားနေရတဲ့သူတွေအပေါ်မှာဘုရားရှင်ရဲ့လက်တော်ဆန့်တမ်းပြီးဒဏ်ချက်တော်ဖြင့်အနာပြောက်စီတော်မူပါအနာပြောက်ပြီးသွားတဲ့ယနေ့ကိုရရှင်ရဲ့သမီးပဇော်ရှိဝါအတွက်ကျေးဇူးတင်ပါတယ်သူဒီလည်းပြန်လဲပြီးတော့နေကောင်းပြီးခွဲစိမ့်မှုခံယူပြီးတဲ့အခါမှာပြန်လဲပြီးတော့ကြားမာပြီးဆိုတာသိတဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ကျေးဇူးတော်ပေါင်းကိုထူးပြချီးမွမ်းပါတယ်အသက်ရှင်ခြင်းရှိနေတဲ့အချိန်ကာလမှာလည်းနာမတော်ဘုန်းတော်ထင်ရှားစေဖို့လို့ငါသမီးကိုဆက်လက်ကောင်းချီးပေးလက်မာဇာတနာတော်မူပါဗျာခင်ဆုတောင်းပေးလိုပါ၏ဆုတောင်းကချက်တစ်ခုမှာဆရာမဂျူလီယာရဲ့ဖခင်ဒီလေယနေ့နေ့တိုင်းမကောင်းဘူးလို့ကျွန်တော်သိရတော့အခါမှာနှုတ်ကပတ်တော်ကိုစေလွတ်ပေးပါတယ်ဒိုနေရာမှာသွားရောက်ပြီးတော့မှကိုရရဲ့ဘုံတကောဒီထွန်းလင်းပြီးအမြန်ဆုံးတက်တာကျမ်းမာရတော်ခွင့်ရှိပါမည်အကြောင်းဆရာမရဲ့ဖခင်အတွက်ဤနာကနှုတ်ကပတ်တော်ကိုလွတ်လပ်ဆုတောင်းပေးပါတယ်။အိုးဖမဆာတော်ဖျားရှင်ဒီနေ့ခန္ဓာပိုင်းဆိုင်ရာကျမ်းမာခြင်းလိုအပ်တယ်လို့စိတ်ပိုင်းဆိုင်ရာမှာလည်းအားဖြစ်တတ်တော်သူများဖြစ်စီတော်မူပါ။ဒီနေ့စိတ်နှလုံးဖြူစင်တော်သူတို့ဒီမင်္ဂလာရှိတယ်လို့ကိုရောပြောတဲ့အခါမှာဒီနေ့ကိုရောရှင်မိမိရဲ့စိတ်နှလုံးတွေကိုလည်းနှုတ်ကပတ်တော်နဲ့အားဖြစ်စီပါ။တန်ရှင်တော်ဝိညာဉ်တော်ရဲ့မိုးတီလည်းနှလုံးသားအသီးတော်မှာယူဝါသွန်းတဲ့ဖြူစင်ခြင်းအားဖြင့်ဘုရားသခင်ကိုမြင်တွေ့ရမယ်ဆိုတဲ့နှုတ်ကပတ်တော်တိုင်းရောက်စဉ်အသက်တာအတွက်ဘုရားလက်တော်ထဲမှာအနံ့ဆုတောင်းပေးပါတယ်။အမြဲတမ်းအရေးကြီးတဲ့ဝိညာဉ်ရေးရာအတွက်လည်းဆုတောင်းပါတယ်။မိမိရဲ့ဝိညာဉ်ရေးရာရဲ့ level တစ်ခုမှာယနေ့ကိုရှင်အဘယ်ကဲ့သို့သောဘုရားသခင်ကိုစာငတ်တယ်ဆိုတဲ့အပေါ်မှာမိမိအသက်တာကိုပြန်လဲစမ်းစစ်စေဖို့ကဆုတောင်းပေးပါ၏။သမင်တရားတို့ဒီရဲ့စီသောချောင်းကိုတောင်းတတဲ့ကဲ့သို့ကျွန်တော်ရဲ့ဝိညာဉ်ဒီကိုရောကိုတောင်းတပါသည်ကိုရောစာငတ်ပါတယ်စာလန်ဆရာကြီးအဖြစ်ဒီနေ့မိမိရဲ့ဝိညာဉ်ဒီဘုရားကိုစာငတ်ခြင်းနဲ့အတူငါဝိညာဉ်ကိုအားဖြည့်၍လို့နှုတ်ကပတ်တော်မှာဖော်ပြတဲ့အတိုင်းပဲဘဝတတအတီးတီတို့မှာအမတန်မှအရေးကြီးသောဝိညာဉ်ရေးအတွက်အစာဟာရနှုတ်ကပတ်တော်ကိုဖြည့်ဆည်းနေပါမယ်ကြောင့်အရောက်တိုင်းအတွက်ဆုတောင်းပေးပါ၏အဘဓမ္မစာပြမကြခင်မှာလဲဒုတိယပိုင်းရဲ့အစီအစဉ်မှာကိုရဲအသက်ရှင်တော်မူသောနှုတ်ကပတ်တရားမင်္ဂလာရှိသောဤကဲ့သို့သောနှုတ်ကပတ်တော်ကိုရွတ်ဆိုဖတ်ရမယ်အရာအတွက်လဲကြိုတင်လဲဆက်ကပ်ပါတယ်အဖွဲ့တိုင်းကိုဖျားရှင်ကောင်းချီးပေးတော်မူပါအဖွဲ့တိုင်းကိုမှတ်မိနိုင်တဲ့ဉာဏ်ပညာကိုကိုရောပေးတော်မူပါအဖွဲ့တိုင်းရဲ့တင်ဆက်မှုတွေကိုဖျားရှင်ဗိတ်တိကောင်းချီးပေးတော်မူပါဖျားခင်ယေရှုတင်ပါတယ်နာမတော်ကိုကောင်းချီးပေးတော်မူလေအထုသဖြင့်ဒီနေ့ကျွန်မတို့ရဲ့အမျိုးသမီးအဖွဲ့အစည်းတစ်ခုစီတိုင်းတို့ကိုလည်းယနေ့တိတင်အောင်ခရီးနှင်လာသောအခါမှာလဲပန်းတိုင်ရောက်တဲ့ဒီဆက်လက်ပြေးနိုင်ဖို့လို့ငါဖျားခွန်အားပေးတော်မူပါပြေးလန်းကြောင်းတစ်လျှောက်လုံးမှာခက်ခဲတွေအမျိုးစုံတွေ့ကြုံရတော့လဲမဆုံးမနစ်မနဲ့ယနေ့ထိတိုင်အောင်ဘုရားရှင်ကအတူပါရှိပြီးတော့မှခြိတက်နိုင်ရသောအခွင့်ကိုပေးသောကြောင့်ကျေးဇူးတင်ပါတယ်အနာဂတ်ရဲ့အသက်တာမှာလည်းနဆသောကောင်းကြီးများနဲ့အရှိန်ပြင်းပြင်းနဲ့ဆက်လက်ပြီးတော့မှပြေးနိုင်ဖို့တော့ငါအမျိုးသမီးထုခေါင်းဆောင်ယနေ့အောက်လဲငယ်သားသောသမီးအကြီးမငယ်ဆုံးတောင်ကိုဆက်လက်ကောင်းကြီးပေးလဲမဆတော်မူပါဘုရားခင်ကိုသမီးတို့ကျေးဇူးတင်တယ်လို့ချီးမွမ်းရင်းဒုတိယပိုင်းရဲ့အစီအစဉ်တော်၎င်းဤကဲ့သို့ပထမပိုင်းရဲ့ဝိပဿနာကူးကွယ်ခြင်းမှာစရတော်၎င်းအလုံးစုံတို့ကိုပထနာပြုလက်အနတ်ဆုတောင်းသောအခါမှာမနေ့ယနေ့နောက်ကာလမပြောင်းမလဲအစဉ်အမြတ်တည်ရှိတော်မူတတ်သောနာဇရက်မြို့သားယေရှုခရစ်တော်နာမနဲ့စက္ကန့်အနတ်ဆုတောင်းကြပါရအဖဓမ္မစတော်ဖျားအာမင်တို့ပထမပိုင်းဝတ်ပြုကူးကွယ်ခြင်းအစီအစဉ်အစလည်းဆုံးမှာပါရှိရဲ့ဖခင်ရဲ့ကျေးဇူးကိုချီးမွမ်းတယ်ဒီအစီအစဉ်မှာဦးဆောင်ဦးရွယ်ပြုကြသောဆရာမများအားလုံးကလည်းသူပဲကျေးဇူးတင်ပါတယ်တစ်ဆက်တည်းမှာပဲကျမတို့ပြိုင်ပွဲအစီအစဉ်ကိုဆက်လက်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့ပြိုင်ပွဲကိုပြုလုပ်နိုင်ဖို့ရန်အတွက်ကိုကျမတို့ပြိုင်ပွဲဝင်မဲ့သူများကိုဦးစွာမဲနိုင်မယ်ပေါ့နော်မဲနိုင်ခြင်းအစီအစဉ်ကိုတော့ကျမအတွင်းမှုပေါ့နော်ဒီ TCWF အတွင်းမှုလက်ကိုအာဏာပါတယ်ဆက်တဲ့မှာပဲကျမတို့တိုင်များဖြစ်တဲ့ဆရာမပေကိုပေါ့နော်
ဒီနေရာမှာနေရာယူပေးဖို့ရန်ဖိတ်ခေါ်ပါတယ်အရှိမနေရာပြိုင်ပွဲဝင်မဲ့အဖွဲ့များနဲ့အသင်းတော်များစည်ရင်ပေးရင်နဲ့မဲလာနှိုက်ပေးဖို့ဖိတ်ခေါ်ပါတယ်လို့ကိုယ်စားလှယ်တူဦးစီကျမစည်ရင်မှတ်ထားတာ12ဖွဲ့ပဲရှိပါတယ်သို့တော်ညာလဲ12ဖွဲ့တဲ့ရော့တော်၎င်းပိုတော်၎င်းခုအစီအစဉ်ကိုမဲနှိုက်တဲ့အခါမှာတည်သွားမှာဖြစ်ပါတယ်လို့အသင်းတော်10ပါပဲရှိပါတယ်ကုန်သွားပြီလားရှိပါသေးသလားရှင်
ဆက်နှစ်ဖွဲ့ရှိပါတယ်လို့အမှတ်စဉ်1ကရှင်ယောဟန်အသင်းတော်ဖြစ်ပါတယ်အမှတ်စဉ်2ကပကူးမြို့မှနှစ်ချင်းအသင်းတော်ဖြစ်ပါတယ်အမှတ်စဉ်3က Trinity အသင်းတော်ဖြစ်ပါတယ်အမှတ်စဉ်4ကကြောက်တွင်းအသင်းတော်ဖြစ်ပါတယ်အမှတ်စဉ်5ကတောင်ငူနှစ်ချင်းအသင်းတော်ဖြစ်ပါတယ်အမှတ်စဉ်6ကသတ္တမနှစ်ဥပုသ်အသင်းတော်ဖြစ်ပါတယ်အမှတ်စဉ်9ကမူဒရတော်အသင်းတော်ဖြစ်ပါတယ်အမှတ်စဉ်8ကရှင်ပေါလုကတိတော်ဖြစ်ပါတယ်အမှတ်စဉ်9ကစောတိတော်ချစ်အသင်းတော်ဖြစ်ပါတယ်အမှတ်စဉ်10ကကန်တရားနှစ်ချင်းအသင်းတော်ဖြစ်ပါတယ်အမှတ်စဉ်7ကကဲခကဘာအသင်းတော်ဖြစ်ပြီးတော့အမှတ်စဉ်7ကဟာလေလုယာအသင်းတော်ဖြစ်ပါတယ်လို့အမှတ်ပေးတဲ့အစီအစဉ်များနဲ့ပတ်သက်ပြီးတော့ထိုင်တူးစီကအမူအရာကိုအမှတ်ပြတရားပေးမှာတယ်အတန်ဖြတ်တောက်အနေထားကိုထိုင်တူးကအမှတ်တရားပေးမှာဖြစ်ပြီးတော့စာလုံးပေါင်းတပ်ပုံမှန်မမှန်ကိုတော့ထိုင်တူးကအမှတ်တရားပေးမှာဖြစ်ပါတယ်လို့ပြိုင်ပွဲကိုဒီဘယ်ဘက်မှာတက်ပြီးတော့ညာဘက်ကိုဆင်းသွားဖို့ရန်အတွက်ဖြစ်ပါတယ်လို့အဲ့တော့ပထမဦးဆုံးပြိုင်ပွဲဝင်မဲ့အဖွဲ့ဥစားပါနော်ကျမတို့ပြိုင်ပွဲကိုမသွားခင်မှာတိုင်တူးစီရဲ့ပေါ့နော်တိုင်တူးစီရဲ့သူတို့ရဲ့စီမင်းစည်းကမ်းလေးတွေအရင်ဆုံးဖော်ပြပေးသွားမှာဖြစ်ပါတယ်ကျမကတော့အမှုအရာကိုကြည့်ရမှာဖြစ်ပါတယ်အမှုအရာဆိုတဲ့အခါမှာလက်ခြေလက်လှုပ်ရှားတဲ့အမှုအရာကိုလည်းကြည့်မှာဖြစ်တယ်လို့နော်မျက်နှာအမှုအရာကိုလည်းကြည့်မှာဖြစ်တယ်ထို့တူပဲအတန်နဲ့အတန်ထားကိုလည်းကျမကြည့်မှာဖြစ်တယ်ဘာလဲဆိုတော့ဥပမာဆိုရင်စိတ်နှလုံးနှိမ်ချသောသူတို့သည်မင်္ဂလာရှိစိတ်နှလုံးနှိမ်ချသောသူတို့သည်မင်္ဂလာရှိကြ၏ဆိုတော့မျက်နှာလည်းမဟုတ်အတန်လည်းမဟုတ်စိတ်နှလုံးနှိမ်ချသောသူတို့သည်အဲ့လိုမျိုးနော်ဆိုတော့အတန်ကိုလည်းကြည့်မယ်နော်စိတ်မတန်ညီးတွားသောသူတို့သည်စိတ်မတန်ညီးတွားသောသူတို့သည်မင်္ဂလာရှိရတယ်မဟုတ်နော်ဆိုတော့အဲ့ဒီစာသားအတိတ်ပဲနဲ့နော်အတန်နဲ့တန်ချမျက်နှာအမူအရာနော်ပြီးတော့ခန္ဓာအမူအရာအားလုံးကျမကကြည့်မှဖြစ်ပါတယ်ကျမတရားပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကကျမဘာကိုကြည့်မှလဲဆိုတော့ပေါ့နော်ကျမတို့ရဲ့ပို့ထားတဲ့နော်စီးမြင်းထဲမှာဥပဒေထဲမှာဆိုလို့ရှိရင်အသက်ဘယ်လောက်ပဲညွှရလဲ30အထက်နော်30အထက်အဲ့ဒီထဲမှာ30အောက်ရှိတဲ့သူတွေပါလားပါလို့ရှိရင်ရှော့ရမယ်နော်စီကံဖောက်ဖြစ်တယ်လေနော်ရှော့မယ်ဆိုတော့ကျမမဆုံးပြဘူးပရိသတ်ကိုဆုံးပြခိုင်းမယ်နော်30အောက်တစ်ယောက်ပါရင်ဘယ်လောက်ရှော့ရမလဲပရိသတ်ဒီတယောက်ကို10မှတော့မရှော့မှာဟုတ်လေတယောက်နော်2ယောက်ပါရင်ဘယ်လောက်ရှော့ရမလဲနော်3ယောက်ဆိုရင်ဘယ်လောက်လဲ4ယောက်ဆိုဘယ်လောက်လဲဆိုတော့တယောက်ပါရင်ဘယ်လောက်ရှော့ရမလဲနာမနော်2ယောက်ပါရင်10မှယော့သားပြီနော်ကျမထဲမှာကျင်နိုင်ရဲ့လားဟုတ်ပါပြီဒါဆိုကျမတစ်ခါတည်းမင်းမယ်ပေါ့နော်ဒီထဲမှာပေါ့နော်ဟို30အောက်ပါတဲ့အသင်းပေါ့နော်ကျမနားလည်ပြီးတယ်ဘာလို့ဆိုတော့တချို့အသင်းတော်ကမရှိဘူးလူမရှိဘူးနော်ကျတို့ပကူးတယ်နော်လူတွေအများကြီးပဲနော်ဒါမှမဟုတ်ကျွတ်မဲ့လူကတော့ရှားတယ်ပေါ့နော်ပမာလို့ဖြစ်လို့ဆိုတော့နော်ကျမနားလည်ပြီးတယ်နော်ကိုချင်းစားတယ်
ဆိုတော့ဒီ12ဖွဲ့ထဲမှာပေါ့နော်10ယောက်sorry 30အောက်ရှိတဲ့သူတွေဘယ်နှဖွဲ့ပါလဲဆရာမတို့ဘာဖွဲ့လဲတတမဥပဘယ်နှယောက်လဲ2ယောက်နော်ဆရာမရှော့မယ်နော်လက်ကပတ်6နီယာတတ်6နီယာတတ်နော်ဟဲ့မချဟုတ်ပြီနောက်ဘူးရှိသေးလဲမရှိတော့ဘူးနော်အလုံး30အချက်တွေပဲနော်ဟလားโอเคကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့ပါဝင်ရှင်ပြိုင်တဲ့တတမဥပဒေနဲ့ကျေးဇူးတင်ပါတယ်เนาะစူးစမ်းပြီးတော့ပါဝင်တယ်เนาะဒါပေမဲ့လည်းဟိုစားလေစီမီကလည်းစီကလည်းရှိတယ်ဆိုတော့เนาะဒါကြောင့်မလို့ကျေးဇူးတင်ပါတယ်လို့ကျန်တဲ့လူတွေကတော့30အထက်တွေပဲเนาะအပြူကြီးနဲ့အဖွားကြီးပဲပဲပေါ့ကျေးဇူးတင်ပါတယ်ဟုတ်ပါပြီဓမ္မကြည်ရတဲ့အရာအဖြစ်အတောင့်လေးတွေပေါ့နော်ဆိုတော့အဲ့ဒီကျမ်းစာထဲမှာဥတီပုံမှန်လေးခံစားပေးတာရှိရဲ့အဖြစ်အတောင့်လေးတွေပေါ့နော်အဲ့ဒီအလုံးလေးတွေပေါ်မှာဟိုစားမှားသွားရင်တစ်ခုမှအဖြစ်တောင့်မှားရင်တစ်လုံးတမတ်လျှော့သွားမှာလျှော့သွားမှာပေါ့နော်အကလုံးမှန်တယ်ဆိုအမှတ်တရရမှာပေါ့နော်အဖြစ်တောင့်လေးသူရှိထားတယ်ပုတ်တီလေးတွေပုံမှန်လေးခံတဲ့အာရလေးတွေပေါ်မှာကောင်းကောင်းမွန်မွန်နဲ့စိုးနိုင်သွားတယ်ဆိုရင်အမှတ်တရလုံးရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာမှားသွားပြီဆိုရင်တစ်လုံးစီကျွန်မလျှော့သွားမှာဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်ပြောရင်လည်းအခုကတော့အားလုံးအမှတ်တရပေးထားပါဖြစ်ပါတယ်လို့နော်အဲ့ဒါလေးပါပဲကျွန်မကတော့စာသားမှန်ကန်မှုပေါ့နော်စာသားမှန်ကန်မှုကတရားပေးပြီးသားဖြစ်ပါတယ်ပေါ့နော်ရွတ်တဲ့ခါမှာသူပဲရော့ရင်တော့ရော့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါပေမဲ့ဘောနော်ဒီတမချန်းစာကကျတို့ပို့လို့မရဘူးရှော့လို့မရဘူးဖြစ်ပါတယ်အတိအကျရွတ်ဆိုရတဲ့တမချန်းစာတရှင်တော်ဝိညာဉ်တော်နဲ့ရေးထားတဲ့စာဖြစ်တဲ့အခါမှာရှော့လို့မရဘူးပို့လို့မရဘူးဖြစ်ပါတယ်ကျမတို့တရားအတိပေးထားတယ်ဒါစင်ပေါ်ရောက်မှသူအလိုလိုနဲ့ရော့သွားမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျမတို့TCWF ရဲ့တမန်ကျမ်းစာရွတ်ဆိုပြိုင်ပွဲကိုကျမတို့စပြုဖို့ဖြစ်ပါတယ်ပထမဦးဆုံးပြိုင်ပွဲဝင်ကတော့ဗတ္တိဇံဆရာရှင်ယောဟန်အသင်းတော်ပဲဖြစ်ပါတယ်ပြီးတဲ့အခါမှာဦးမျိုးမနဲ့ချင်းအသင်းတော်ကနေပြီးတော့မှကြိုတင်ပြင်ဆင်ထားဖို့ရန်အတွက်ပြောကြားလိုပါတယ်ခုချိန်မှာတော့ကျမတို့ဗတ္တိဇံဆရာရှင်ယောဟန်အသင်းတော်ကိုပြိုင်ပွဲဝင်ဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်လာကြသောဓမ္မမှုတော်ဆောင်များဒိုင်လူကြီးများခရစ်တော်၌ညီမများနှင့်ဧည့်သည်တော်များအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါတယ်ရှင်ကျမတို့ကတော့ဗတ္တဆန်ဆရာရှင်ယောဟန်အသင်းတော်ပူဇာပါဝင်ရှင်တိုင်မဲ့မြို့သမီးများဖြစ်ပါတယ်ရှင်ကျမကတော့မောင်ဂလိုရီယာချိုဖြစ်ပါတယ်ရှင်ကျမကတော့နော်မေရီမြတ်တန်ဖြစ်ပါတယ်ရှင်ကျမကတော့နော်ဂီနီချူဖြစ်ပါတယ်ရှင်ကျမကတော့နော်ဂျာယာဖောဖြစ်ပါတယ်ရှင်ကျမတို့ရှင်တိုင်ရမယ့်စံချက်ကတော့ရှင်မတဲ့ခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်1မှ30ဖြစ်ပါတယ်ရှင်ရှင်မတဲ့ခရစ်ဝင်ကျမ်း
အခန်းကြီး9အခန်းငယ်1မှ10တို့လူအပေါင်းတို့ကိုမြင်လျင်ကိုတော်သည်တောင်ပေါ်သို့တက်၍ထိုင်တော်မူသောအခါဤတော်တို့သည်ကိုတော်ရင်းတို့ချင်းကပ်ကြ၏ထိုအခါနှုတ်တော်ကိုဖွင့်၍ဤတော်တို့အားဆုံးမဩဝါဒပေးတော်မူသည်မှာစိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏စိတ်မသာညှိတွားသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြကြံစိတ်လူညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြကြံဖြောင့်မတ်ခြင်းပါရမီကိုစာငတ်ခင်မွတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြကြံသနာဆောင်မဲ့သက်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သနာဆောင်မဲ့ခြင်းကိုခံရကြကြံစိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုမြင်ရကြကြံသူတစ်ပါးချင်းဟန်ရန်ပြုခြင်းကိုငြိမ့်စေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြကြံဖြောင့်မတ်ခြင်းတရားကြောင့်နောက်ရှက်ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ဤဒီကဘုရားခင်၏နှုတ်ကပတ်တော်ပေသည်အားလုံးကိုဘုရားရှင်ကောင်းချီးပေးပါစေပြန်ပေးဝင်လာတော့ဗတ္တိဇံဆရာရှင်ယောဟန်အသင်းတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်ခုချိန်မှာတော့ဘကူးမြို့မှာနှစ်ချင်းအသင်းတော်ကနေရမှာပါဝင်ရှင်ပြိုင်မှာဖြစ်ပါတယ်ပြီးတဲ့အခါမှာ Trinity အသင်းတော်ကနေပြီးတော့မှကြိုတင်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်ခုချိန်မှာဘကူးမြို့မှာနှစ်ချင်းအသင်းတော်ကိုဖိတ်ခေါ်ပါတယ်မင်္ဂလာပါရှင်။ဘာရင်းမြင်ကွာဆရာလုံးကောင်းတော့မပေးတိုင်းပြင်မပြမပရိသတ်ရောက်တိုင်းကိုဒါမှကြည့်ပါရှင်။2025ရဲ့ဩဂုတ်လ17ရက်နေ့သမာကျမ်းစာရမြန်တိကိုဒုံပြုတော်အားဖြင့်ကျွန်တော်တို့တောင်းခွင့်ကောင်းစီရဲ့အောင်
TCWF ကကြီးမှုကျင်းပတဲ့ဒီမင်္ဂလာတရားတော်၈ပါးကိုကျမတို့သူမျိုးမှနှစ်ချင်းတင်းတော်ပူဇာကျမတို့ Senior Youth ရောင်စုံဘောလုံးလေးများကနေပြီးတော့ရှင်ပြိုင်တီးဆိုတော့မှဖြစ်ပါတယ်ရှင်အားလုံးအပိရဲ့ခေါ်ရယူရဲ့နားဆင်ပေးစေချင်ပါတယ်ရှင် ရှင်မတဲ့ခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်1မှ10ထိအခန်းငယ်1ထိုလူပေါင်းတို့ကိုမြင်လေကိုရောသည်တောင်ပေါ်သို့တက်၍ထိုင်တော်မူသောအခါတပည့်တော်တို့သည်ကိုရောရင်တို့ချင်းကပ်ကြ၏ခံငယ်နေချိုခါနှုတ်တော်ကိုဖွင့်၍တပည့်တော်တို့အားဆုံးမဩဝါဒပေးတော်မူသည်မှာခံငယ်တော့စိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏အခန်းငယ်လေးစိတ်မသာညီထွားသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြသည်အခန်းငယ်ကစိတ်နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြသည်အခန်းငယ်6ဖြောင့်မတ်ခြင်းပါရမီကိုဆောင်ရွက်ခင်မတော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘာပြောခြင်းသို့ရောက်ကြသည်အခန်းငယ်9တော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သနာဆောင်မဲ့ခြင်းကိုခံရကြသည်အခန်းငယ်10စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဖျားခင်ကိုမြင်ရကြတဲ့အခန်းငယ်ကိုသူပါခြင်းခန့်ရပြုခြင်းကိုမြင်စေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့ဘုရားခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြတဲ့အခန်းငယ်10ဖြောင့်မတ်ခြင်းတရားကြောင့်နှောက်ယှက်မြင့်သက်ခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ဒီဆွေးနွေးမှာကြားတော့ဖြစ်ပါဒီဆိုပြန်ချင်းဒီဆိုမှဖြစ်ဒါနာလို့ပြောက်တိုင်းပြောက်ခင်ချက်တော့ပါမှာထွေဝါတော့ကောင်းကြီးအစိမ်းရရှိပါစေလို့ယေရှုနာမနဲ့တောင်းပေးပါလိမ့်ရှင်ပြန်ပွဲဝင်သွားတော့ဘကူမျိုးမနဲ့ချင်းအသင်းတော်ကိုသူပဲကျေးဇူးတင်ပါတယ်ပြန်ပွဲဝင်အဖွဲ့နံပါတ်3ကတော့ Trinity နဲ့ချင်းအသင်းတော်ဖြစ်ပါတယ် Trinity နဲ့ချင်းအသင်းတော်ပြီးတဲ့အခါမှာကြောက်တွင်အသင်းတော်ကနေပြီးတော့မှကြိုတင်ပြင်ဆင်ပေးထားဖို့ဖြစ်ပါတယ်
ဒီစားအပ်ပါတော့ပါပြီမှတ်ပြီးတိုင်းညာချစ်ရပါတော့ everything များအားလုံးမတော်စနစ်အမြဲတမ်းအပန်းမှာသဘာဝပါတယ်ရှင်မတဲ့ပြည့်ဝင်ကံကြီးငါကံငယ်တိမတစ်ဆက်ထိုလူအပေါင်းတို့ကိုမြင်လင်ကိုရောဒီတာဘော်တို့တိုက်၍ထိုင်တော်မူသောအခါတပည့်တော်တို့သည်ကိုရောရင်းတို့ရှိခတ်ကြ၏ထိုအခါနှုတ်တော်ကိုဖွင့်၍တပည့်တော်တို့အားဆုံးမဩဝါဒပေးတော်မူသည်မှာစိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏တောင်းကကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏စိတ်မသာညစ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြလတံ့စိတ်နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ပြီးတော့ကိုအမွေခံရကြလတံ့ကျောင်းလက်ခြင်းပါရမီကိုစံရက်ခင်ဖို့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ငါပြောခြင်းကိုရောက်ကြလတံ့တနာဆုံးမတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်တနာဆုံးမိုက်ခြင်းကိုခံရကြလတံ့စိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုမြင်ရကြလတံ့သူတစ်ပါးချင်းခါရပြုခြင်းကိုငြိမ့်စေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလတံ့တောင်းပန်ခြင်းတရားကြောင့်နောက်ဆက်ညှင်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏တန်ဖိုးဝင်သွားသော Trinity အသင်းတော်ကိုကြိုးပမ်းကျေးဇူးတင်ပါတယ်တန်ဖိုးဝင်နံပါတ်၄ကတော့ကြောက်တွင်းအသင်းတော်ပဲဖြစ်ပါတယ်ကြောက်တွင်အသင်းတော်ပြီးတဲ့အခါမှာတာဝန်နှင့်ချင်းအသင်းတော်ဖြစ်တဲ့အတွက်ကြောင့်ကြိုတင်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်။ကြောက်တွင်အသင်းတော်ကိုဖိတ်ခေါ်ပါတယ်။
ပြန်ပွဲဝင်ပေးတော့ကြောက်တွင်းအသင်းတော်ကိုသူပဲကျေးဇူးတင်ပါတယ်ပြန်ပွဲဝင်အမှတ်စဉ်နာကတော့တောင်နှစ်ချင်းအသင်းတော်ဖြစ်ပါတယ်တောင်နှစ်ချင်းအသင်းတော်ပြီးတဲ့အခါမှာတတမနဲ့ဥပုပ်အသင်းတော်ကနေပြီးတော့မှကြိုတင်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်တောင်နှစ်ချင်းအသင်းတော်ကိုပြန်ပွဲဝင်ပို့ဖိတ်ခေါ်ပါတယ်ရှင်ပြန်ရမယ်။ကျန်တဲ့ကတော့ရှင်မတဲ့ပြည်ဝင်ကြအခန်းကြီးကအခန်းငယ်တစ်ကနေ30ဖြစ်ပါတယ်။ရှင်မတဲ့ပြည်ဝင်ကြအခန်းကြီးကအခန်းငယ်1မှ30ချိုးသူအပေါင်းတို့ကိုမြင်ရင်ကိုတော်သည်တောင်တော်သို့တက်၍ထိုင်တော်မူသောအခါဘယ်လိုလုပ်သည်ကိုရိုရင်းတို့ချစ်တတ်တယ်ထိုအခါနှုတ်တော်ကိုဖွင့်၍ဘယ်လိုလုပ်အောင်သုံးမဩဝါဒပြီးတော်မူပါစိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိတတ်သည်အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံစိတ်သက်သာညီးတွားသောသူတို့သည်မင်္ဂလာရှိတတ်အကြောင်းမူကားထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြလိမ့်မယ်စိတ်လူမြတ်သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြသည်အကြောင်းမူကားထိုသူတို့ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့သည်ဤတော်ကိုအမွေခံရကြလိမ့်မယ်ကြောက်မှန်ခြင်းပါရမီကိုဌာနခင်မွတ်တော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလိမ့်မယ်အနာဆုံးမဲ့တတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်တနာဆုံးမဲ့ခြင်းကိုခံရကြလိမ့်မယ်သူရှင်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားရှင်ကိုမြင်ရကြလိမ့်မယ်သူတစ်ပါးချင်းထက်မြန်ပြုခြင်းကိုငြင်းစေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားရှင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလိမ့်မယ်နှောက်ပတ်ခြင်းတရားကြောင့်နှောက်ယှက်ညှင်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ပြန်ဝင်တော့တောင်နှစ်ချင်းအသင်းတော်ကိုသူပဲကျေးဇူးတင်ပါတယ်ပြန်ပွဲဝင်အမှတ်စဉ်6ကတော့တတမနဲ့ဥပုပ်အသင်းတော်ဖြစ်ပါတယ်တတမနဲ့ဥပုပ်ပြီးတဲ့အခါမှာမူတော်တော့အသင်းတော်ကနေပြီးတော့မှကြိုတင်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်တတမနဲ့ဥပုပ်အသင်းတော်ကိုပြန်ပွဲဝင်ရဖိတ်ခေါ်ပါတယ်မာလာတော့ပထမကြီးအပြင်ဒါရောက်ပြန်ဖြစ်ပါတယ်ဒီမှာစင်တိုင်းနဲ့ဒီကိုထားပြီးနာဆံတဲ့ဒီတိုင်းကိုဘာလို့ဒီကိုရောဒီကောင်းဖို့တို့တဲ့၍ထိုင်တော့တော့အခါဒီတော်တို့ကိုရောရင်းတို့ဒီကံလာပြီးသူအခါနှုတ်တော်ကိုပြည့်ပြီးတော်တို့အားသုံးမဩဝါဒပေးတော်မူပါစိတ်နှလုံးမိတ်ချတော်သူတို့မင်္ဂလာရှိကြ၏
ထိုသူတို့သည်ဤတော်ကိုအမွေခံရကြလက်တည်းကြောင့်မချင်းပါရမီကိုသာငတ်ခင်မတော်သူတို့သည်သင်္ကာရှိကြ၏ကြောင့်မူကားထိုသူတို့သည်ဝါပြောခြင်းသို့ရောက်ကြလက်တည်းသနာဆုံးမတတ်သောသူတို့သည်သင်္ကာရှိကြ၏ကြောင့်မူကားထိုသူတို့သည်သနာဆုံးမခြင်းကိုခံရကြလက်တည်းစိတ်နှလုံးဖြူစင်သောသူတို့သည်သင်္ကာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုမြင်ရကြလက်တည်းသူတစ်ပါးချင်းခိုက်ရန်ဖြစ်ခြင်းကိုငြိမ့်စေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုသားတော်ဟုခေါ်ခြင်းကိုခံရကြလက်တည်းကျောင်းကခြင်းတရားကြောင့်နောက်ရှယ်ရည်သက်ခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့သည်နိုင်ငံဖြစ်၏ပြိုင်ပွဲဝင်လာသောတတမနေ့ဥပုသ်သင်းတော်ကိုကြိုးပဲကျေးဇူးတင်ပါတယ်ပြိုင်ပွဲဝင်အမတ်စင်ခွန်ကတော့မူတော်သောသင်းတော်ဖြစ်ပါတယ်ပြီးတဲ့အခါမှာရှင်ဘောလုကတိကျွဲအသင်းတော်ကနေပြီးတော့မှကြိုတင်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်မူတော်သောသင်းတော်ကိုပြိုင်ပွဲဝင်ဖို့ရန်ဖိတ်ခေါ်ပါတယ်ရှင်မတဲ့ကလူရခန်းကြီးကအခန်းငယ်ကြီးမှတစ်ဆက်ချီထိုလူပါတော့ကိုမြင်လေကိုရောဒီတမတော်တဲ့ရထိုင်တော်မူသောအခါတပည့်တော်တို့ဒီကိုရောရဲ့တို့ချစ်ကကြ၏ထိုအခါနောတော်ကိုခွေရဲ့တပည့်တော်တို့အဆုံးမဩဝါဒပေးတော်မူသည်မှာစိတ်နှလုံးနဲ့ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏စိတ်မတန်ညီသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြလက်တည်းစိတ်ညွှန်ရပေဝဲသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလက်တည်းချောင်းတဲ့ပါရမီကိုဆောင်နိုင်ခင်မတော်သူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဝါပြောခြင်းသို့ရောက်ကြလက်တည်းတနာဆောင်မတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်တနာဆောင်မခြင်းကိုခံရကြလက်တည်းစိတ်နှလုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုမြင်ရကြလက်တည်းသူတို့ဘာ
ပြန်ပွဲဝင်သွားတော့မူတော်တော်အသင်းတော်ကိုသူပဲကျေးဇူးတင်ပါတယ်ပြန်ပွဲဝင်အမှတ်စဉ်ရှိကတော့ရှင်ဘောလူကတိဒရယ်အသင်းတော်ဖြစ်ပါတယ်ပြီးတဲ့အခါမှာစောတိတော်အသင်းတော်မှာကြိုတင်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်ရှင်ဘောလူကတိဒရယ်ကိုပြန်ပွဲဝင်ဖို့ရန်ဖိတ်ခေါ်ပါတယ်ထိုလူအပေါင်းတို့ကိုမြင်လင်ကိုတော်သည်တောင်ပေါ်သို့တက်၍ထိုင်တော်မူသောအခါတပည့်တော်တို့သည်ကိုတော်ရင်သို့ချီးကပ်ကြ၏ထိုအခါနှုတ်တော်ကိုဖွင့်၍တပည့်တော်တို့အားဆုံးမဩဝါဒပေးတော်မူသည်မှာစိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏စိတ်မသာညီးတွားသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြလက်တံစိတ်နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလက်တံဖြောင့်မတ်ခြင်းပါရမီကိုဆောင်ရွက်ခင်မွတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလက်တံသနာဆုံးမဲ့တတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သနာဆုံးမဲ့ခြင်းကိုခံရကြလက်တံစိတ်နှလုံးမြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုမြင်ရကြလက်တံသူတစ်ပါးချင်းခိုင်ရန်ပြုခြင်းကိုငြိမ်းစေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလက်တံဖြောင့်မတ်ခြင်းတရားကြောင့်နောက်ဆက်ရင်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ဤသည်ကဘုရားသခင်၏နှုတ်ကပတ်တော်ပေသည်ကျေးဇူးတော်ကြီးလာပါပေ၏အာမင်ရှင်ဘောလူကတိဒရယ်အသင်းတော်ကိုသူပဲကျေးဇူးတင်ပါတယ်ပြန်ပွဲဝင်အမှတ်စဉ်9ကတော့စောတိတော်အသင်းတော်ဖြစ်ပါတယ်စောတိတော်အသင်းတော်ပြီးတဲ့အခါမှာကန္တရားတပည့်တော်စုမှပြင်ဆင်ကြိုတင်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်ခုချိန်မှာတော့စောတိတော်အသင်းတော်ကိုပြန်ပွဲဝင်ရဖိတ်ခေါ်ပါတယ်ကြွားရောက်လာကြသောယုံကြည်သူဓမ္မမိတ်ဆွေပေါင်းတို့ကိုကျမတို့သောတိသောပြည့်မြင့်ချင်းအမျိုးသမီးအသေးမှရှေးဥစွာကာရဝပြုအပ်ပါတယ်ရှင်မသက်ခရစ်ဝင်
မူကားထိုသူတို့သည်ဖရာသခင်ကိုမြင်ရကြလက်တတ်သူတစ်ပါးချင်းခက်ရပြုခြင်းကိုငြင်းစေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဖရာသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလက်တတ်ကြောင့်လည်းခြင်းတရားကြောင့်နောက်ဆက်ညှင်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏စောတိတော်တဲ့တော်ကိုသူပဲကျေးဇူးတင်ပါတယ်ပြန်ဝဲဝဲအမတ်ဆက်30ကတော့ကံတရားတပည့်တော်စုပဲဖြစ်ပါတယ်ကံတရားတပည့်တော်စုပြီးတဲ့အခါမှာကေကိုကေပါတဲ့တော်ဖြစ်တဲ့အတွက်ကြောင့်ကျူတင်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်ကံတရားတပည့်တော်စုကိုပြန်ဝဲဝဲရန်ဖိတ်ခေါ်ပါတယ်တော်တပါတိကြီးနဲ့မတ်ပေးသောဆရာမကြီးများအားလုံးကြောင်းရောက်လာသောအပရိသတ်များနဲ့ကွာရှလာစွာသောလူကြီးမင်းများအားလုံးကိုကျမတို့ကံတရားတပည့်တော်စုမှကာရပြုအပ်ပါတယ်ရှင်ရှင်မတဲ့ခရစ်ဝင်ကျမ်းခန်းကြီး9အခန်းငယ်1မှ30ထိုလူအပေါင်းတို့ကိုမြင်လျင်ကိုယ်တော်သည်တောင်ပေါ်သို့တက်၍ထိုင်တော်မူသောအခါတပည့်တော်တို့သည်ကိုယ်တော်ရင်းသို့ချဉ်းကပ်ကြ၏ထိုအခါနှုတ်တော်ကိုဖွင့်၍တပည့်တော်တို့အားဆုံးမဩဝါဒပေးတော်မူသည်မှာစိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏စိတ်မသာညှိတွားသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြလက်တံစိတ်နှူးညံ့တိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလက်တံကြောင့်မရှင်ပါရမီကိုစာငတ်ခင်မွတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဝပြောခြင်းသို့ရောက်ကြလက်တံသနာဆောင်မတ်တတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သနာဆောင်မတ်ခြင်းကိုခံရကြလက်တံစိတ်လုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဖရာခင်ကိုမြင်ရကြလက်တံသူတစ်ပါးချင်းခိုက်ရန်ခြင်းကိုငြိမ်းစေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဖရာခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလက်တံဖြောင့်မတ်ခြင်းတရားကြောင့်နောက်ဆက်ရင်းစေခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ပြန်ပွဲဝင်သွားတော့ကံတရားတပည့်တော်စုကိုသူပဲကျေးဇူးတင်ပါတယ်ပြန်ပွဲဝင်အမတ်7ကတော့ကေကိုကေပါအသင်းတော်ပဲဖြစ်ပါတယ်ကေကိုကေပါအသင်းတော်ပြီးတဲ့အခါမှာဟာလေလုယာအသင်းတော်မှာနေပြီးတော့မှကျူတင်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်ကေကိုကေပါအသင်းတော်ကို
ပြန်ပွဲဝင်ရင်ဖိတ်ခေါ်ပါတယ် အားလုံးကိုမင်္ဂလာပါလို့ဒီဖြစ်နာမ၌နှုတ်ခွန်းဆက်တာရဖြစ်ပါတယ်။ကျွန်တော်တို့ကတော့တောင်မူကဲကိုကဲပါမြို့မနစ်ချင်းအသင်းတော်မှာအမျိုးသမီးအဖွဲ့ပူစာအဖွဲ့ဖြစ်ပါတယ်။အခုကျွန်တော်တို့ရွတ်ဆိုရှင်ပြိုင်မဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကတော့ရှင်မတဲ့ပြည့်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်7မှ30အထိထိုလူအပေါင်းတို့ကိုမြင်လျှင်ကိုယ်တော်သည်တောင်ပေါ်သို့တက်၍ထိုင်တော်မူသောအခါတပည့်တော်တို့သည်ကိုယ်တော်ရင်းသို့ချဉ်းကပ်ကြ၏ထိုအခါနှုတ်တော်ကိုဖွင့်၍တပည့်တော်တို့အားဆုံးမဩဝါဒပေးတော်မူသည်မှာစိတ်နှလုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏စိတ်မသာညှိတွားသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြလတံစိတ်ညှိနှံ့တိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်တရားတော်ကိုအမွေခံရကြလတံဖြောင်းလဲခြင်းပါရမီကိုစာနဲ့ခင်ဖို့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဝါပြောခြင်းသို့ရောက်ကြလတံတနာဆုံးမဲ့တတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်တနာဆုံးမဲ့ခြင်းကိုခံရကြလတံစိတ်နှလုံးပြည့်စင်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုမြင်ရကြလတံသူတော်ချင်းခိုင်ရန်ပြုခြင်းကိုငြိမ့်စေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလတံကြောင့်မဲ့ခြင်းတရားကြောင့်နောက်ဆက်ညှင်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ပြန်ပွဲဝင်သွားတော့ကဲကဲပါအသင်းတော်ကိုသူပဲကျေးဇူးတင်ပါတယ်တို့ပြန်ပွဲဝင်အမှတ်စဉ်7ပေါ့နောက်ဆုံးပြန်ပွဲဝင်ကတော့ဟာလေလုယာအသင်းတော်ပဲဖြစ်ပါတယ်ဟာလေလုယာအသင်းတော်ကိုပြန်ပွဲဝင်ရတဲ့ဖိတ်ခေါ်ပါတယ်တို့အသင်းတော်ကတော့ဟာလေလုယအသင်းတော်ကဖြစ်တယ်။ကျမတို့ကဟာလေလုယအသင်းတော်ကိုစားလူသမီးများဖြစ်ပါတယ်။ကျမတို့ဒီနေ့ရှင်ပြိုင်မဲ့ကျမ်းစာလေးကတော့ရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး9တိကနေ10ဖြစ်ပါတယ်။ဒါတော့ကြတော့လူမောင်မနဲ့ဓမ္မမိတ်ဆွေဆရာဆရာမအားလုံး90ပြီးတော့ခေါင်းအယူရတဲ့ရောက်စီတိုင်းကိုယေရှုနာမနဲ့ဆောင်းဆက်လာပါတယ်။ရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး9အခန်းငယ်1မှ10ထိုလူအပေါင်းတို့ကိုမြည်လျင်ကိုယ်တော်သည်
လုံးနှိမ့်ချသောသူတို့သည်မင်္ဂလာရှိကြ၏ကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏သေမသာဤတော်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်သက်သာခြင်းသို့ရောက်ကြလက်တံသိမှုညသိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဒီတော်ကိုအမွေခံရကြလက်တံကျောင်းမှခြင်းပါရမီကိုသာနာခင်မွန်သောသူတို့သည်မင်္ဂလာရှိကြ၏ကျောင်းမူကားထိုသူတို့သည်ဝါပြောခြင်းသို့ရောက်ကြလက်တံနာဆုံးမတ်သောသူတို့သည်မင်္ဂလာရှိကြ၏ကျောင်းမူကားထိုသူတို့သည်သနာဆုံးမတ်ခြင်းကိုခံရကြလက်တံလုံးဖြူစင်သောသူတို့သည်မင်္ဂလာရှိကြ၏ကျောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုမြင်ရကြလက်တံသူတစ်ပါးချင်းခိုက်ရာပြုခြင်းကိုငြိမ့်စေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏တောင်းမူကားထိုသူတို့သည်ဘုရားသခင်ကိုသာတော်ဟုဟောခြင်းကိုခံရကြလက်တံတောင်းမှခြင်းတရားကြောင့်နောက်ဆက်ညှင်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏တောင်းမူကားထိုသူတို့ကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းကြီးပေးပါစေပြိုင်ပွဲဝင်သားသောဟာလေလုယာသင်းတော်ကိုသူပဲကျေးဇူးတင်ပါတယ်ဒီကနေ့TCWF တမန်ကျမ်းစာရွတ်ဆိုပြိုင်ပွဲဖွဲ့12ဖွဲ့ရှိရပါတော့အားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ကျမတို့အမတ်တွေမကြင်ညာခင်မှာပေါ့နော်ဒိုင်တွေရဲ့သုံးသက်ချက်ကိုအရင်ကြားရမှာဖြစ်ပါတယ်တူပဲပေါ့နော်ကျမတို့ဒိုင်ရဲ့သုံးသက်ချက်ဒိုင်တူရဲ့သုံးသက်ချက်ကိုကြားရမှာဖြစ်ပါတယ်ဟုတ်ကျွန်တော်တို့ဘုရားနော်ဒိုင်ဒီရဲ့သုံးသက်ချက်ကိုမသွားခင်မှာအလုံးစုပေါင်းပြီးတော့မှပြန်လဲပြီးမှရွတ်ဆိုပေးဖို့ဖြစ်ပါတယ်သင်တို့ပါဝင်တော်တဲ့အလုံးကိုကျွန်မအနေနဲ့ဖိတ်ခေါ်ပါတယ်
ဘွဲဝင်အားလုံးကိုသူပဲကျေးဇူးတင်ပါတယ်ခုချိန်မှာတော့ကျွန်တော်တို့ဒိုင်ထဲကတူဦးပေါ့နော်ပြန်လဲသုံးသက်ပေးမှာဖြစ်ပါတယ်တိုင်ထဲကတူဆိုတော့နော်လူတွေကကျမကိုပဲလက်ညှိုးထိုးတယ်ဘာပဲလို့ဆိုကျမပဲအမုန်းခံရမှာဖြစ်လို့ဖြစ်ပါတယ်နော်ကျမတို့နော်ပြိုင်ပွဲတစ်ခုပြိုင်တဲ့အခါမှာပေါ့နော်အရင်ဆုံးအပြောခံရတာတိုင်လူကြီးတွေပဲနော်ပရိသတ်ကတော့သူပိုသားတယ်ငါပိုကောင်းတယ်ပေါ့နော်ဘာဖြစ်တိုင်လူကြီးကလည်းပဲသူတို့အကောင်းဆုံးလုပ်ပါတယ်ကျမဒိုင်လူကြီးဖြစ်လို့ရှိရင်ကျမတက်ပြီးတော့စိုးရိမ်တယ်ဆူတောင်းရတယ်ဘုရားသခင်နော်မှန်ကန်စွာပေးနိုင်ဖို့ပေါ့နော်မျက်နှာမလိုက်ဖို့နော်ဆူတောင်းရတယ်ပေါ့နော်ကျမယုံကြည်ပါတယ်ဒိုင်အားလုံးဆူတောင်းတယ်နော်နောက်ပြီးတော့ရှင်းပြိုင်တဲ့သူတွေလည်းပဲကိုယ့်ကိုယ်သိမှာပဲနော်ဆရာမဟေယဖောဆရာမကြီးဟေယဖောဆရာမကြီးမျိုးဖောတို့ကတော့သူတို့အစ်စေးပဲနော်သူတို့ပေးတာနော်မှန်ရင်လည်းမှန်တယ်မှန်ရင်လည်းနော်ဆရာမကြီးပြပါဓမ္မလျှော့ဒီလုံးမှာဓမ္မလျှော့ဆိုတော့သူတို့ဟာတွေအဆင်ပြေတယ်နည်းနည်းအဆင်မပြေတာကျမနော်အမူအရာကြီးရတယ်ဆိုတော့နော်ကျမပေးတဲ့ခါမှာလည်းမမလည်းစိုးရင်လည်းပေါ့နော်ဒါပေမဲ့လည်းတချို့လူကအကောင်းဆုံးလုပ်တယ်နော်အားလုံးကအကောင်းဆုံးလုပ်တယ်နော်ဒါပေမဲ့တချို့ကြတော့နော်အချိန်မရလို့လားကျမနားလည်ပေးရလေကျတို့မအမလတ်တဲ့ဂျာကလာပြီးတော့ရှင်ဘာလဲလေ့ကျင့်ရတယ်ကျင့်ကြတယ်နော်တချို့လူကြတော့နော်အသက်ကြီးတော့မိတယ်ကွနော်အသက်ငယ်လည်းမိတာပဲနော်ဆိုတော့အဲ့ဒီမှာလေးမှာပေါ့နော်နောက်ပြီးတော့တချို့လူကမပြုံးတတ်လို့လားမသိဘူးအစအဆုံးမပြုံးတဲ့သူတွေလည်းရှိတယ်ကျမအံ့ဩတယ်စူးစမ်းပါမှန်ကိုကြည့်ပြီးတော့ပြုံးပြပါပြုံးကြည့်ပါနော်အဲ့လိုမျိုးပြုံးနေဆိုတာကောင်းတယ်နော်ကျမစာလေးတစ်ပိုက်ဖတ်ရနော်အဲ့ဒီမှန်တစ်ချက်မှာပေါ့နော်အဲ့ဒီမှန်ရဲ့ပတ်လည်ဘလို့ရတာ smiling make you beautiful နော်အဲ့ဒီအပြုံးဟာတဲ့သင်ကိုအပဲလေလှပစီမယ်ဆိုတော့ပြုံးပါနော်မလှတဲ့ပေါ်လူလူလည်းပြုံးတော့ပဲလေလှတာပဲနော်ဆိုတော့ပြုံးပါလို့နော်တချို့လူကြတော့action ခုနကကျွန်မပြောသလိုပေါ့နော်နည်းနည်းလေးပပလေးလိုတာပေါ့နော်မျက်နှာမူရအတန်နေတန်ချာများသောအားဖြင့်တော့အတန်နေတန်ချာမှာလေအတိုးအလျှော့လေးလုပ်ပေးတာဟိုစားပေါ့နော်အဲ့ဒါတစ်ဖွဲ့ရတော့ကျွန်မပေါ့ပေါ့နော်ပေါ်လွင်နေပေါ့နော်နောက်တချို့လူကြတော့ဟိုစား
အဲ့ဒီအတန်ကခပ်ပြင်းပြင်းပဲပေါ့နော်ပုံမှန်လေးယူတာလည်းရှိပါတယ်ကောင်းပါတယ်အကောင်းဆုံးပြုလုပ်ကြတယ်နော်ကျမယုံကြည်ပါတယ်နော်အသင်းတော်ကလည်းပဲအရောက်စီတိုင်းအဖွဲ့စီတိုင်းကိုအားပေးမယ်ပေါ့နော်အနည်းဆုံးတော့ဆွတောင်းခြင်းအဖြစ်တော့အားပေးမှာနော်ဖြစ်ပါတယ်နော်အကြောင်းမအားလုံးကိုကျေးဇူးတင်ပါတယ်နော်ကျမတို့စိုက်တဲ့အတိုင်းရရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ် ဒါလည်းသုံးသပ်ပေးသွားတော့ဆရာမဘောလူကိုသူပဲကျေးဇူးတင်ပါတယ်ကျမဒီနေ့ပြိုင်ပွဲဝင်12ဖွဲ့ရဲ့အမှတ်စရင်းကိုကြီးညာပေးမှဖြစ်ပါတယ်ပြိုင်ပွဲဝင်နံပါတ်1ကတော့ဗတ္တိဇန်ဆရာရှင်ယောဟန်အမှတ်ရရှိတဲ့အမှတ်ကတော့အမှတ်တိုင်းမသာပေါင်းအပေါင်းပေါ့နော်300ကျွန်တော်တို့ပေးထားတာပေါ့နော်300ထဲမှာ269ဒုတိယဖွဲ့ကပကူမျိုးမနှစ်ချင်းအသင်းတော်281ခုနှစ်တီအသင်းတော်284ကြောက်တွင်အသင်းတော်284တောင်ငူနှစ်ချင်းအသင်းတော်240ခွန်တတမနေ့ဥပုပ်အသင်းတော်236မူတော်တော်အသင်းတော်284ရှင်ပေါလုကတိဒရယ်အသင်းတော်254စောတိတော်အသင်းတော်256ကန်တရားတပည့်တော်စု258ကေကုကေဘာအသင်းတော်289ဟာလေလုယာအသင်းတော်240ခွန်ကျွန်တော်တို့ဒါကတော့ပြိုင်ပွဲဝင်တဲ့အမှတ်အဖွဲ့12ဖွဲ့ရဲ့အမှတ်ပေါင်းပဲဖြစ်ပါတယ်ကျွန်မပြိုင်ပွဲဝင်ထဲမှာပေါ့နော်ပထမရရှိသွားတာကတော့မူဒရော်သောအသင်းတော်ပဲဖြစ်ပါတယ်ဒုတိယကတော့ပကူမျိုးမနှစ်ချင်းအသင်းတော်ဖြစ်ပါတယ်တတိယကတော့ကဲကိုကဲပါအသင်းတော်ဖြစ်တဲ့အကြောင်းဒီမှာအနေနဲ့ကြော်ညာပေးရဖြစ်ပါတယ်အခုချိန်မှာတော့เนาะကျမတို့ဒီကျန်တဲ့အစီအစဉ်ပေါ့เนาะကျမတို့ TCWF ရဲ့အတွင်းရေးမှူးထံကိုအချိန်ပေးပါတယ်ဒီနေ့တမန်ကျမ်းစာပြိုင်ပွဲကိုပြုလုပ်ခွင့်ရတဲ့ဖခင်သခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်လို့လက်ခံပေးတဲ့စောတိတော်နှစ်ချင်းအသင်းတော်ကိုလည်းအထူးပဲကျေးဇူးတင်သလိုပြိုင်ပွဲဝင်အဖွဲ့12ဖွဲ့စလုံးပြင်ဝတ်ပြုကိုးကွယ်ခြင်းကိုလာရောက်တဲ့ဓမ္မပရိသတ်များအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ဝတ်ပြုကျမတို့နှစ်တိုင်းပဲတမန်ကျမ်းစာပြိုင်ပွဲလုပ်တဲ့အခါမှာဒီလိုအဖွဲ့12ဖွဲ့တစ်ခါမှမပြိုင်ပါဝင်ပြိုင်ဘူးတာမရှိပါဘူးဒီပြိုင်ပွဲတမန်ကျမ်းစာကိုရွေးချယ်ပေးတဲ့ဆရာမကြီးဒေါ်ချဲနီကိုလည်းအထူးပဲအောက်မေ့သတိရပါတယ်သူရွေးချယ်ပေးခဲ့တဲ့အတွက်ကြောင့်ခွန်အားရစေတဲ့တမန်ကျမ်းစာကိုအဖွဲ့တွေအများကြီးအသင်းတော်အများကြီးကနေပြီးတော့ပါဝင်ရှင်ပြန်ပေးကြတဲ့အတွက်ကြောင့်လည်းဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ဒီနေ့ပြိုင်ပွဲမှာပထမရရှိတဲ့မူတော်သောအသင်းတော်ကိုဆုချပေးဖို့ရန်အတွက်မိခင်အသင်းတော်ဖြစ်တဲ့ဆရာတော်အလောလာကိုဆုပေးဖို့ရန်ဖိတ်ခေါ်ပါတယ်လို့မူတော်သောအသင်းတော်ဆုယူဖို့ရန်အတွက်ကြွပါနမဟဲဦးလပိနမဟဲဦးလပိနမဟဲနမဟိတရာဆုလာယူတဲ့မူတော်သောသင်းတော်ကိုသူပဲကျေးဇူးတင်ပါတယ်ဒုတိယဆုရရှိတဲ့ပကူးမြို့မှာနှစ်ချင်းသင်းတော်ကိုဆုယူပွဲရန်ဖိတ်ခေါ်ပါတယ်ဥက္ကဋ္ဌဤတော်ချင်းမှဆုပေးဖို့ရန်အတွက်မေတ္တာရပ်ခံပါတယ်နင်းမောင်လည်းနေပါ
ကူးမြို့မနှစ်ချင်းသင်းတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်တတိယဆုရရှိတဲ့ခက်ကိုကဲပါနှစ်ချင်းသင်းတော်ကိုလည်းဆုယူဖို့ရန်ဖိတ်ခေါ်ပါတယ်ဆုကိုဆရာမဖော်လူလူမှပေးဖို့ရန်မေတ္တာရပ်ခံပါတယ်ဆုယူပေးတဲ့ခက်ခက်ကပါနှစ်ချင်းသင်းတော်ကိုအထူးပဲကျေးဇူးတင်ပါတယ်နှင်းသိမ့်ဆုများကိုမပေးခင်ကျမတို့ကိုမြစ်တာနဲ့ကူညီပေးနဲ့ဒိုင်များကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ဒိုင်များကိုမြစ်တာပြဖို့ရန်အတွက်ကျမတို့ရဲ့အန်တီပေါ်တက်နိုင်လားကျမတို့ရဲ့နာယကဖြစ်တဲ့အန်တီဂရစ်ချမ်းသာကိုဖိတ်ခေါ်ပါတယ်လို့ဒီနားလေးပဲပြင်မယ်လေဆရာမဖော်လူလူဖိတ်ခေါ်ပါတယ်ဆရာမဖော်လူလူကိုသူပဲကျေးဇူးတင်ပါတယ်ဆရာမမျိုးဖော်ရဗရန်မျိုးဖော်ကိုဖိတ်ခေါ်ပါတယ်ရှင်ဆရာမမျိုးဖော်ကိုသူပဲကျေးဇူးတင်ပါတယ်ဆရာမရဗရန်ဟီယာဖော်ကိုဖိတ်ခေါ်ပါတယ်ဆရာမဟီယာဖော်ကိုအထူးပဲကျေးဇူးတင်ပါတယ်နော်မီနော်တက်ကလူကမောဆရာမအမှုဖော်ကိုဖိတ်ခေါ်ပါတယ်ဆရာမအမှုဖော်ကိုအထူးပဲကျေးဇူးတင်ပါတယ်ကျမတို့နာယကကြီးဆရာမခရစ်စတန်သားကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နေ့သိမ့်စုများကိုပေးဖို့ရန်အတွက်ဆရာမကယ်ရိုလိုင်းကားကိုဖိတ်ခေါ်ပါတယ်မရပါဘူးခေါ်မကုန်းမစောတိတော်အသင်းတော်ဖိတ်ခေါ်ပါတယ်အစဉ်လိုက်မခေါ်တော့ပါဘူးစောတိတော်အသင်းတော်ဖိတ်ခေါ်ပါတယ်နှစ်သိမ့်စုယူရန်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်စောက်တွင်သင်းတော်ဖိတ်ခေါ်ပါတယ်ကျောက်တွင်သင်းတော်ရှင်ယောဟန်သင်းတော်ဟာလေလုယာသင်းတော်တောင်ငူနှစ်ချင်းသင်းတော်ရှင်ပေါလုကတီဒရာပတ္တမဥပုသ်သင်းတော်ကန်တရာသင်းတော် Trinity သင်းတော်ဖိတ်ခေါ်ပါတယ်နှစ်သိမ့်စုများလက်ခံပေးဖို့ရန်ကြွားရောက်ဖို့ရန်ဖိတ်ခေါ်ပါတယ်လေရခေါ်တယ်မတာဒီပုံသားနင်းသိစုပေးဖို့ရန်ကြံခဲ့တဲ့အသင်းတော်တစ်ခုခုရှိခဲ့လို့ရှိရင်ဖော်ပြပေးဖို့ရန်မေတ္တာရခံပါတယ်လို့ဟာဟာလေလုယာဟေးတကယ်လို့ဒါနင်းသိစုကျမတို့ပြိုင်ပွဲစီစဉ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျမတို့ရဲ့ဝတ်ပြုကိုယ်ွယ်ခြင်းစီစဉ်ကိုအဆုံးသတ်ဖို့ရန်အတွက်ဆမအိမ်မှုဖော်လက်ထဲကိုပြန်လည်အနှံပါတယ်လို့ကျွန်တော်တို့ကိုဒီအစီအစဉ်ပေါ့နော်အစာလည်းဆုံးတိုင်အောင်ပါရှိကောင်းချီးပေးတဲ့ဖျာရှင်ရဲ့ကြီးတော်ချီးမွမ်းတဲ့ဒီကနေ့မှာတူကွာပါဝင်ရှင်ပြန်ကြတဲ့အသင်းတော်တီးတီးကကိုစားပြုတွေကိုလည်းကျေးဇူးတင်တယ်လာရောက်တဲ့သူတယောက်စီတိုင်းကိုလည်းကျေးဇူးတင်တယ်ဒီလက်ခံပေးတဲ့အသင်းတော်
ကိုလည်းသူပဲကျေးဇူးတင်ပါတယ်ကျမတို့နောက်ဆုံးအနေနဲ့ပေါ့နော်ဓမ္မတခြင်းအမှတ်စဉ်50အမှတ်စဉ်50ဓမ္မတခြင်းအမှတ်စဉ်50ဒီစာအုပ်ထဲကအမှတ်စဉ်41တွေ့ရှိတဲ့အခါမှာကျူကဒီဆိုပြီးတော့မှReverend ကျမဟိယဖောကနေပြီးတော့မှကောင်းကြီးပေးမှာဖြစ်ပါတယ်သားတော်သက်ရှင်သောဝိညာဉ်တော်သုံးပါးတစုဖြာထမှာကျွတ်ဝတ်သောကောင်းကြီးမင်္ဂလာနှင့်တူလူတို့ကြံစည်မိမိနိုင်သောချစ်ချင်းဝမ်းမြောက်ခြင်းညီသက်ခြင်းပျော်ရွှင်ခြင်းပြည့်စုံခြင်းစုကျေးဇူးတို့သည်အသင်းတော်အသီးသီးပေါ်သို့၎င်းဒါရောက်ဝပြုကိုွယ်ကြသောဓမ္မမိတ်ဆွေများပေါ်သို့၎င်းယခုမှစ၍ကာလအစဉ်မြဲသက်ရောက်တည်ရှိတည်နေပါစေသောအာမင်ကျွန်တော်ကြည့်တာအမျိုးသမီးကောင်းဆောင်တွေတရားမှမရှိတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်ပဲကြီးညာပေးလိုက်တော့မယ်ကြွားရလာတဲ့ဧည့်သည်အားလုံးအသင်းတော်အသီးသီးအမျိုးသမီးကောင်းဆောင်များမှအစပါဝင်လက်ရှိတော့ကားမောင်းဆရာအားလုံးတွေကျွန်တော်တို့အသင်းတော်ကနေပြီးတော့နေ့လည်စာဖြင့်ပြင်ဆင်ပေးထားပါတယ်ကျွန်တော်ဘယ်သူမှလည်းမခေါ်တော့ပါဘူးကျွန်တော်ကိုယ်တိုင်ဆက်ကပ်လိုက်တော့မယ်ပြီးရင်ကျွန်တော်တို့အားလုံးသွားပြီးသုံးဆောင်ကြပါလို့เนาะဘာဖြစ်လဲဆိုအားလုံးအချိန် rush နေတဲ့ကောင်းမြတ်သောဖဖရာကျေးဇူးတော်ကြီးမားလာပါ၏တောင်ငူ TCC အထူးသဖြင့်အမျိုးသမီးလှူရှားမှုအများစုတဲ့ကတမချန်းစာနေ့အနေနဲ့အမတ်ရစေဖို့ရန်ကျွဲဤနေ့ကရရှိန်နကပတမချန်းစာကိုအသင်းတော်အသီးသီးကတိဒရအသီးသီးမှကိုရရှင်ကိုချစ်၍နှုတ်ကပတ်တော်ကိုချစ်သောကိုရရှင်သမီးများမှခြားရသည့်အတွက်ယေရှုတင်ပါ၏နှုတ်ကပတ်တော်ဤကိုရရှင်ပြောလိုသောအရာများကိုလည်းပုံသက်သေအမျိုးမျိုးဖြင့်ပေါ်ပြပေးလျက်ရှိသောအသင်းတော်အသီးသီးကိုလည်းယေရှုတင်ပါ၏လက်ခံရသည့်အတွက်လည်းကိုရောအထူးယေရှုတင်ပါ၏ဤအစီအစဉ်ပြီးသည့်အခါ၌နှုတ်ကပတ်တော်သည်လည်းပျောက်သွားခြင်းမဟုတ်ဘဲနှုတ်ကပတ်တော်သည်သားသမီးတို့နှင့်အမြဲတမ်းစကားပြောသည်သာမကအဘရားသခင်ဤဝတ်ပြုကိုယ်ခြင်းရှင်ပြန်ခြင်းနှုတ်ကပတ်တော်
ရွတ်ဆိုခြင်းပြီးတဲ့နောက်မှာသင်တော်မှာပြင်ဆင်ထားပြီးလေရှိသောခန္ဓာအစာဟာရများလည်းရှိပါ၏ဖဗျာစာသုံးသောသားသမီးရောက်စီတိုင်းကျမ်းမာခြင်းပေးပါကာယကွာဝိညာဉ်ကွာပေးနိုင်ငံတော်တို့ဆက်လက်ရည်ဒီထက်မကဆောင်ရနိုင်သောအသင်းတော်အသီးသီးဒီနေ့ရှင်ပြန်သူအသင်းတော်12ပါးကနေပြီးတော့အသင်းတော်အပါပါဖြစ်စေကြရန်တွေ့လဲမာစာတော်ပါဥဆောင်လက်ရှိသောကောင်းဆောင်အသီးသီးကိုလည်းကိုရရှင်ဘုရားကောင်းကြီးပေးပါကောင်းမှုစွာရောက်ရှိလာ၍ရှင်ပြန်ရသည့်ဓမ္မကကောင်းမှုစွာသုံးဆောင်ပြီးနေရသေးတဲ့အသီးသီးကိုလည်းကြမ်းကြမ်းမှမှနဲ့ပြန်လည်ရောက်ရှိနိုင်ဖို့ရအတွက်မာစာတော်မူပါသခင်ယေရှုခရစ်တော်နာမတော်ယေရှုတော်ချီးမွမ်းခြင်းနဲ့အတူစားစာများကိုယေရှုနာမဖြင့်စားသုံးပါမြတ်တော်ရှင်ဖဖခင်သခင်အာမင်။အားလုံးအတွက်ပြင်ဆင်ထားပြီလေနော်ကျွန်တော်တင်တခါတည်းနဲ့ပြီးလောက်တယ်နော်အားလုံးသွားပါပြီးမှပြန်သွားပါ